ကျွန်မတခုတော့မေးချင်တာပေါ့နော်တန်ဖိုးပေါ့နော်ဒီဂီတာဆိုလို့ရှိရင်ဘယ်လောက်ပေးရမလဲဘယ်လောက်တန်လဲဒီဂီတာ9သိန်းဒီဂီတာဆိုရင်9သိန်းတန်တယ်တဲ့နော်ဒီကိုကျွန်တော်တို့ဘုရားဝတ်ပြုတဲ့အခါမှာလည်းကျွန်တော်တို့ဒီလိုအခချင်းဝင်ပေးရတာနော်ဒီကျတော့ခက်မယ်ပဲမချို့ဟာတွေပေးရတယ်ပေါ့နော်အဲ့လိုမျိုးမျိုးတော့လောကမှာတန်ဖိုးတွေတီးမရှိဘူးလားရှိတယ်မရှိဘူးလားရှိတယ်အခုတင်ထိုင်နေတဲ့ထိုင်ပုံဆိုနည်းနည်းစမ်းကြည့်ပါလောက်ရှိမယ်ဒီငါတောင်းတော့ရှိမှာပေါ့လေမပြောတော့ဟမ်တိတ်တော့ရှိအဲ့တော့ကျွန်တော်တခုတော့မေးချင်တယ်ဒီနာမှာတန်ဖိုးရှိတဲ့အရာတခုအိမ်မှာဆိုလို့ရှိရင်လက်ကားရတာမျိုးရှိလားလေးတောင်ရှိပါလေတေမို့ရေပေါ့နော်လေးရတော့လက်ကားရတယ်ကျေးဇူးတော်ကြောင့်အာမင်လေးချူချောင်းလက်ကားရတော့မရှိပါအဲ့မဲ့ရေရလက်ကားရလားမရဘူးရေမီတာနဲ့ဝယ်ရဟုတ်တယ်နော်မီးရောလက်ကားရလားမရှိဘူးဟမ်အဲ့တော့ဆိုလာနဲ့ဆိုလာဒါပေမဲ့လက်ကားပြရတဲ့တက်တာရနော်အဲ့တော့ကျွန်တော်တို့မေးမယ်တဲ့သမီးသားလူကိုကြည့်ပါဘယ်လောက်တန်နေလဲကျွန်တော်တော့သူဝိထားတဲ့ဝိစားကိုကြည့်မှာပေါ့ဟုတ်လားသူကဗရန်ဝိထားတဲ့ရွှေပါလားငွေပါလားအဲ့လိုမျိုးပြောတာမဟုတ်ဘူးဒီဆိုပြီးအမျိုးသမီးချင်းချင်းဆိုရင်လည်းအမျိုးသားချင်းချင်းဆိုနည်းနည်းလက်ကလေးကြိုက်ကြည့်ပါသူ့ရဲ့ခန္ဓာကိုယ်ဒီပေါ်ရအောင်ပြောတာမသူ့အသားလေးကိုခန္ဓာကိုယ်ကလက်ကိုနော်တခြားတန်တော့မခိုင်းဘူးလက်ကိုကြိုက်ကြည့်ပါကြိုက်ကြပါဘလို့နေလဲနှွေးထွေးမှုမခံစားရဘူးလားအေးစက်နေလားအေးနေတော့ဒီခါအေးတော့သိနေလားအဲ့ဒါချမ်းနေတာလားခုပေါ့နော်သူသက်ရှင်နေလားသက်ရှင်နေတယ်သူဘလို့တန်နေတယ်လားအဲ့တော့တိတ်ကိုပဲကြိုက်ကြည့်ပါကိုကြိုက်ကြည့်ပါနားတန်တယ်ဘုံဖြတ်နိုင်ဘူးအဲ့လိုပြောဘုံဖြတ်နိုင်ဘူးပြောတယ်တချို့တွေပေါ့နော်ဒီမျက်ကုံးဝင်မရှိလို့ဆိုပြီးမျက်ကုံးတွေပါသွားဆိုင်ရတယ်ပါလေအဲ့ဒီကမျက်ကုံးဝင်အစစ်နဲ့တူအောင်ဆိုင်ဈေးရမ်းရှိတယ်နော်ဒီငါသိတော့မှရှိတော့မလားမျက်ကုံးတက်ဘူးဆိုပြီးတော့အဲ့ဒီတော့လူမဟုတ်တော့ပဲနဲ့ဒီလိုကျမတို့အစစ်ပါအဲ့ဒါကျေးဇူးတော်ပြောနော်နောက်ပြီးသပင်းနေပါလေပြောင်းလာပါလေအချိန်တော့ရိုးနေတာပါလားပေါ့နော်ရှိတယ်နော်ဘောလုံးသမားပေါ့နော်ဒီနေရာလေးမှာသပင်းမရှိတာကတည့်တယ်မှာရှိနေတာတော့ပြဿနာမဟုတ်ဘူးပဲတချို့မရှိတဲ့အခါမှာအဲ့ဒါအရှမ်းသူ့တော့ပြဿနာဖြစ်တယ်သူရဲ့နေ့ရက်တိုင်းမှာအိမ်မက်ကအဲ့ဒီနေရာမှာသပင်းရှိတာဘူးပဲဟုတ်တယ်မဟုတ်လားအဲ့ဒီသပင်းရှိတာကိုဆိုရင်သူရိုးဒီကတော့ဒေါ်လာ18သန်းလောက်ကုန်တယ်လို့ပြောတယ်သပင်းအတုတက်တာမဟုတ်ပဲနဲ့နော်သပင်းပေါက်လာဆိုစိုက်တာလို့အဲ့တော့တဲ့မှာသပင်းမရှိနေတာရှိနေတယ်ဒါချင်းဆိုတော့ချင်းဝါမရှိရင်လည်းပြဿနာမဟုတ်ခေါင်းချော်ယူတတ်တာဒီမှာအဲ့တော့ဒါဆိုရင်ဒါကတော့အပေါ်ရံလေးပဲသပင်ကတော့တစ်ချိန်တိုင်းကြောလုံးနဲ့ပြန်သွားတာဒါပေမဲ့တင်းရဲ့အထဲမှာရှိတဲ့ဝိညာဉ်ကတဲ့အသက်ရှင်နေတဲ့အခါမှာစက်ကြောင်လိုက်တစ်ခုလုံးကိုပိုင်ဆိုးနိုင်ပြီလေတဲ့အသက်ဝိညာဉ်တည်သွားရင်တော့ဘာမှမဟုတ်ဘူးလို့ပြောတယ်ဒါပေမဲ့လူကအသက်ရှင်နေမှာရက်တာမှုရှိတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာဘာရှိနေဆိုဘုရားရဲ့အသက်ရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်အာမင်အဲ့တော့ကျမတို့ကဘလောက်တန်လဲလို့မေးရင်ကျမပြောချင်တယ်တချို့ခုနကပြောတယ်တန်ဖိုးမဖြတ်နိုင်ဘူးလို့ပြောတယ်ကျမတန်ဖိုးဖြတ်ပေးမယ်ဘလောက်တန်လဲဆိုတာသိကိုပြောပြဘုရားရဲ့အသက်ထက်တန်မှုရှိအာမင်ဘုရားသခင်ကအသက်ရှင်လားရှင်တယ်တချို့ကခေါင်းရင်းတယ်ရှင်တယ်ဒါပေမဲ့အသက်ရှင်လားရှင်တယ်အသက်ရှင်လို့ကမာကြီးကလည်းပတ်တယ်နေနေတာဖြစ်နေတာလေဒီအသက်ရှူနေတာသူ့ရဲ့ဗန္နာတိုက်ထဲကထုတ်ပေးနေတာပိုင်ရှင်မရှိတော့ဘူးဆိုအားတော့ပဲရက်ဆိုင်သွားပြီဆိုသင်လည်းတွေ့သွားပြီနော်ဒါဆိုရင်သင်ကဘယ်လောက်ထိတန်လဲဆိုဘုရားသခင်အသက်ထက်တာမှုရှိတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိုဘုရားသခင်ကသူ့အသက်ထက်တာမှုထားတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်အာမင်ခုနကချင်းဝါကိုကိုယ်သွားတယ်ဘာလို့လဲဆိုတော့ဘုရားသခင်ကတိုင်တော်ထက်မှခံရတဲ့နာကျင်တဲ့အရာတွေတဲ့တင့်ကိုဒီနေ့ဆုံးရှုံးနေရတဲ့အတွက်သူပို့ပြီးတော့နာကျင်တယ်လို့ပြောတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူအသက်ရင်းပြီးတော့တင့်ကိုချစ်ခဲ့တာလေ။သူအသက်နဲ့
အသက်ထက်တာအသက်နဲ့ထက်လို့မဟုတ်ဘူးတခါလေဘုရားနဲ့အသက်နဲ့ကျွန်တော်ထင်တာမဟုတ်အသက်ထက်ချစ်တာအသက်ထက်တင်းကိုပို့ချစ်တာဖြစ်တယ်ဒီနေ့ချစ်ချင်းမခံရတဲ့သူတွေကျွန်တော်တင်းကိုပြောချင်တယ်တင်းကိုတိတ်ချစ်နေတဲ့သူကတောင်းတယ်လို့မဟုတ်ဘူးဘုရားဖြစ်တယ်အာမင်အဲ့ဒီဘုရားကသူ့အသက်ထက်တာမတင်းကိုချစ်တယ်ယုံလားအဲ့ဒါကိုယုံနေနေရဒီကောင်းချင်မင်္ဂလာဆက်နေတယ်အာမင်အဲ့ဒါကိုယုံနေနေကတင်ခဲ့ပြီးနေရတယ်ဒီပဲအဲ့တော့ကျွန်တော်ပြောချင်တယ်တင်ကဘုရားအသက်ထက်တာမိုးရှိတော်သူဖြစ်ပါတယ်ဒါကိုတစ်ခါတလေကျွန်တော်တို့ကမြင်ရတဲ့ဒီမှာခေါ်လေပတ်စံကမိချိုလိုက်မဖြစ်သွားတယ်ကြားဖြစ်သွားတယ်ချားတတ်တယ်ဟုတ်တယ်နော်ဒါပေမဲ့အဲ့ဒီပတ်စံကိုကျွန်တော်တို့ကဘုရားသခင်အတန်းထက်တန်ဖို့ရှိတဲ့ကိုထက်ပိုပြီးတာမိုးထားတဲ့အခါမှာဘုရားသခင်ကစကားတစ်ခုပြောတယ်။နောက်လူတို့ဒီပညာနဲ့တော့ကြောင့်ဆင်းရဲကြတယ်။ဆင်းရဲတယ်ဆိုကျွန်တော်တို့ကပတ်စံမရှိလို့ဆင်းရဲတာကိုပြောချင်တာမဟုတ်ဘူး။ကျွန်တော်အသက်တာမှာအရာရာကိုဆုံးရှုံးခြင်းနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့တန်ဖိုးထားရမယ့်ရာကိုတန်ဖိုးမထားဘဲနဲ့တန်ဖိုးမထားရမယ့်ရာတန်ဖိုးထားခြင်းတာဖြစ်တယ်။ပတ်စံမရှိရင်လူကဘာမှမလုပ်နိုင်ဘူးဆိုတဲ့အတွေးတစ်ခုနဲ့ဒီလိုကပတ်စံတော့ကိုရှာကြတယ်။ဒါကြောင့်ပတ်စံကလိုအပ်လားဆိုလိုအပ်တယ်။ဒါပေမဲ့နှုတ်ဘတ်တော်ထဲမှာဘယ်လိုပြောလဲဝေကိုတက်မှတ်ခြင်းကအပြည့်ရဲ့မူလားအစလို့ပြောတာဖြစ်တယ်။တင်ဝေကိုတက်မှတ်နေပြီဆိုရင်ဘာဖြစ်လို့အပြည့်လို့အရင်လွယ်သွားပြီ။ဘုရားတော်လည်းကြောက်တော့ဒါကြောင့်ဒီနေ့ဘုရားနဲ့ပြောမယ်နှုတ်ဘတ်တော်ကတော့အလုံးကြီးမားတဲ့နမိတ်လက္ခဏာဆိုတဲ့ခေါင်းစဉ်လေးနဲ့ပေါ့နော်ကျွန်မပြောသွားမှာဖြစ်ပါတယ်။ခဏလောက်နှုတ်ဘတ်တော်တစ်စက္ကန့်ချိန်မှာကျေးဇူးအလုံးမထည့်ရပြီပါ။ဒီလိုနဲ့နှလုံးသားပေါ်မှာလက်လေးချိန်ပေးပါ။ဘာဗျာကိုလိုကျေးဇူးတင်တယ်ဒီနေ့နှုတ်ဘတ်တော်အတွက်ကိုလိုရတဲ့တော်နဲ့သူစက္ကန့်အနံပါလေ။ကိုလိုအမြင်နှုတ်ရှာပစက်တွေအမြင်အတွေ့အယုံတွေကိုလိုအုပ်ဆိုးပါကိုလိုလမ်းပြပါကိုလိုပြောစီလို့ရရတယ်ကိုလိုသားသမီးတွေအချင်းမှာမျိုးစိတ်ကြလေအပေပေါက်လေအသီးသီးအစတွေကပြောသွားနိုင်ဖို့တကယ်ရှုနာမှလည်းကောင်းချီပါကောင်းချီပေးပါတယ်ကိုယူတဲ့စီးတွေကတော့အရာမန္တနာကိုယေရှုနာမှနဲ့ပဲချပါတယ်ကျေးဇူးတော်ကိုချီးမွမ်းတဲ့နှုတ်ဘတ်တော်စက္ကန့်အနံတဲ့ခါမှာအသက်ရှင်တော်ယေရှုခရစ်တော်ဘုရားကိုအမိပြုတဲ့အရှင်တော်ဝိညာဉ်တော်ကိုကြိုဆိုတဲ့သမီးတို့နှုတ်ဘတ်တော်ကိုဘုရားပြန်လက်တော်တဲ့သူအနံပါတယ်ပါအာမင်ကျေးဇူးတင်တဲ့ပြန်ထိုင်ကြရအောင်ဒီခါလေးပေါ့နော်တရားဟောတာလေကျွန်တော်ဘုရားကျောင်းနေတက်လာတာကြတော့ကျွန်မလည်းလူငယ်ကနေကြီးလာတာနော်အခုကျွန်မကလူကြီးတော့လည်းမဟုတ်သေးပါဘူးလူငယ်ပါပဲပေါ့နော်ဒါပေမဲ့နည်းနည်းလူငယ်ထက်နည်းနည်းကြီးတဲ့လူငယ်ကြီးပေါ့အဲ့လိုဖြစ်သွားတာပေါ့နော်ဘုရားကျောင်းတက်ရတာဒီခါလေးပြင်းစရာကြီးပဲလေနော်ဟိုဘုရားကျောင်းပြီးမဲ့အချိန်ကိုကျွန်တော်တို့စောင့်နေဘုရားကျောင်းပြီးရင်ဘာလုပ်မလဲဆိုတာကိုတွေးတတ်တယ်ခိုင်နေရင်းနဲ့ဟုတ်တယ်မဟုတ်လားလေနန်းဝင်ခံရအရင်မှန်တယ်အဲ့လိုပြောလို့လူကြီးတွေလည်းအဲ့လိုတွေးတာပဲလေနော်ကျဲတော့ဆိုတာတနေ့နေ့လေးဖြစ်တယ်ကျဲတော့မတက်လို့ရှိရင်ဘုရားသခင်ကစိတ်ဆိုးသွားမှမသိဘူးနော်ကျဲတော့မတက်ရင်တော့ငါလူခုဖြစ်မလားဆိုတဲ့စိတ်နဲ့လာတက်ရင်လည်းဘာမှမထူဘူးဒါပေမဲ့ဘလို့စိတ်နဲ့လာတက်သိကျင်လဲဆိုရင်ဘုရားသခင်ဒီနေ့ကျွန်တော်ကိုဘာပြောမလဲဆိုတဲ့အရာနဲ့လာခဲ့တဲ့အခါမှာအရန်တဲ့အသက်တာမှာဒီဆောက်စရာဖြစ်လိမ့်မယ်ပြီးရင်ကိုအားရတယ်ရိုက်ရှိရတယ်အဲ့လိုမျိုးလည်းမဟုတ်ဘူးနော်အဲ့ဒီလုံးဝတော့ကအထဲထဲမှာရပြီးတဲ့အခါမှာဒီတပတ်တာလုံးမှာကြုံတွေ့ရတဲ့ຢာတွေမှာရင်ဆိုင်ဖြည့်ရှင်းဖို့အတွက်ဒီတပတ်မှာတိတ်တော့အားစိလာသွင်းတာလွတ်လာသွင်းတာဒီကပြန်ပြန်ပေါ်မှာနဲ့ဟုတ်လားမချင်နဲ့အိမ်မှာလည်းပြန်နေတော့ရရေးကြည့်တာဖြစ်တယ်အဲ့တော့ပြန်နေမသွားလာတဲ့သူတွေတော့လွတ်သွင်းရတာဖြစ်တယ်ဟုတ်လို့မအားစိပေါ့အဲ့ဒါကိုတော့မှကျွန်တော်တို့အားမဆိုင်ခဲနဲ့အာယုံမဆိုင်ခဲနဲ့သွားမယ်ဆိုရင်တပတ်တာလုံးမှာတစ်ခုခုနဲ့ရင်ဆိုင်ရတဲ့အခါမှာဘာဖြစ်သွားနိုင်လဲဆိုတော့လဲပြသွားနိုင်မှာဖြစ်တယ်။ဒါကြောင့်ဒီအခုပြောမယ့်နှုတ်ဘတ်တော်ကတင့်အတွက်အရေးကြီးတယ်။တင်းဒီပဲနှလုံးသားနဲ့ခံယူပြီးတဲ့အခါမှာအဲ့ဒီအရာကိုတကယ်ပဲလှုပ်ဆောင်မယ်ဆိုရင်တော့တင့်အတ္တမှာအထူးကောင်းကြီးခံစားရမှာဖြစ်တယ်။အာမင်။ဒါဆိုရင်ပြီးခဲ့တဲ့ဘက်ကကျွန်တော်နှုတ်ဘတ်တော်ဝင်လာသွားတာ။ဘာဟောသွားလဲဆိုတာမှတ်မိလား။မှတ်မိကြလားမသိဘူး။မှတ်မိလား။နေမှာတွေ့သွားတယ်နားလေးပေါ့။ကျွန်တော်မြေကခံတာတော့ပါလေမြေမောင်းအဲ့ဒီမြေကိုစိုက်ပြိုးရတယ်ဟုတ်တယ်မလားအဲ့ဒီအထက်မှာတန်ဖိုးရှိနေတယ်ဘုရားသခင်တန်ဖိုးထားတာကဒီခန္ဓာကိုယ်တော့မဟုတ်ဘူးလို့မပြောနဲ့ခန္ဓာကိုယ်တော့ဘာလို့တန်ဖိုးထားပေမဲ့အထက်ကဝိညာဉ်ကိုပို့ပြီးတန်ဖိုးထားတာဖြစ်တယ်ဒီနေ့မနေ့ကတော့ကျွန်မလွန်ခဲ့တော့ဆရာဒေးဗစ်လာဒီဖူကော့စ်ပဲမြန်မာပြည်မှာလာတော့နှုတ်ဘတ်တော်ဝင်ခါသွားတဲ့အရာလေးကိုကျွန်မနားထောင်တဲ့အခါမှာကျွန်မအဲ့ဒီအရာနဲ့ပြန်ပြီးတော့ပေါ့နော်ဒီနေ့နှုတ်ဘတ်တော်ကလည်းပြီးခဲ့တဲ့နှုတ်ဘ
ဘာကနှုတ်ဘက်တော်နဲ့ပြန်ပြီးတော့ကျွန်မလည်းပြန်စီခြင်းဖြစ်တက်ဒီတော့ဘာဥပမာတော့ပန်းပြီးပြောတယ်ပန်းပြီးအစီအစိုက်ဖို့တိတ်မလို့ဆိုတော့ကျွန်မတရက်ဒီကိုပြောချင်တယ်တရက်ဒီတစ်လုံးကဘယ်လိုပြောရမလဲတရက်ဒီရဲ့အရင်ကဘယ်ထဲမှာရှိရလဲဆိုသူ့အထက်ကအစီထဲမှာရှိတာဖြစ်တယ်တရားဒီကလုံးကိုအတင်ငင်းချိန်ခံလိုက်ရတယ်လီးပြီးတော့ဓမ္မဘောအပေါ်ပုတ်သွားရင်တော့အထက်မှာအစီရှိနေတယ်သူကအသက်ပြန်ရှင်ပြီးတဲ့အခါမှာအသီးပေါင်းများစွာကိုသိနိုင်နေတာဖြစ်အဲ့တော့ခန္ဓာကိုယ်အရေးကြီးလို့ဆိုအရေးတော့ကြီးရတာဒါပေမဲ့အထက်ကဝိညာဉ်ကအရေးမကြီးဘူးဖြစ်တယ်အထက်ကဝိညာဉ်ကိုကျမတို့ကတကယ်ပဲပြုစုတတ်မယ်ဖျားနဲ့တော်လာတတ်မယ်ဖျားသခင်နဲ့တင့်ရဲ့ဝိညာဉ်အမြဲအချိန်ဆက်ပြီးနေမယ်ဆိုရင်တင့်အပေါ်ခန္ဓာကိုယ်ကအရန်ကိုအေးဆေးပဲဖြစ်သွားမယ်ထိတ်ကြောင်နေတဲ့အမိတ်ပေးလိုက်ဘုရားသခင်ကအဲ့ဒီထိတ်ကြောင်ခြင်းကိုရောင်းမြန်တမ်းပေးနိုင်လို့ဘုရားဖြစ်တယ်အာမင်တကယ်တော့အဲ့ဒါတင်းရဲ့ယုံကြည်ခြင်းနဲ့ဆက်တော့ပြောင်းခြင်းပြောင်းခြင်းအောင်ရေးမကြည့်ပါဘူးဒီနေ့ထိတ်ကြောင်တဲ့သူပါရင် sorry ပါဆက်လက်လို့လည်းတန်တဲ့ချင်းတော့နည်းနည်းတော့ပြောင်းပါဒါသူ့ရဲ့ဘုံဖြစ်တယ်ပေါ့နော်အာမင်အဲ့သူ့ရဲ့ဘုံဖြစ်တယ်နှစ်ဖူးရဲ့ချင်းလည်းကြည့်လို့မကောင်းတော့ဒါကနှစ်ဖူးရဲ့ဒူးရဲ့ဆိုကြည့်လို့ရအောင်နော်ဘုံဖြစ်ဟာလေလုယာအမေရှောက်ရောက်ကုန်ပြီရောက်ရှိရအောင်ကျွန်မပြောပြမယ်တိရဝိုင်းနဲ့တော်ကြီးစားတခုခုထိလိုက်နာခြင်းလဲဆိုလို့ရှိရင်သိစိတ်မကူအောင်လားကူရတယ်အဲ့ဒီအရာတွေကိုဘလောက်ပဲပုံပေးအဲ့ဒီငွေကတင်းအထက်ကလေးစားကိုအစ်စ်တန်ပြန်မလုပ်ပေးနိုင်ဘူးနော်အစားထိုးတာပဲဖြစ်ဖြစ်ကုစားတာဖြစ်ဖြစ်လုပ်ပေးနိုင်တာဖြစ်ဒါပေမဲ့ဖယားတဲ့ကအစ်စ်အချင်းမှာအသက်ရှင်ပြီးတော့ဒီဖယားနဲ့ချိတ်ဆက်မယ်ဆိုလို့ရှိရင်အဲ့ဒီအထက်ကကလေးစားတော့လည်းပူပန်စရာမလိုဘူးဖြစ်တယ်အာမင်ဒါပေမဲ့ကျွန်တော်တို့ကပြီးရတော့ပြောရပါလေကျွန်တော်တို့ထဲမှာမဆိုင်ပြိုးနေတဲ့အရာကစိုးရိမ်ခြင်းကိုသင်ဆိုင်ပြိုးရင်တင်းအထက်ကလေးစားတွေထိလိုက်လာနိုင်တယ်ဒါကြောင့်တင်းကိုစိုးရိမ်ခြင်းမရှိစေချင်ဘူးပြရမှာဒါကြောင့်မစိုးရိမ်နဲ့မနှက်ချန်နေတာတင်းကိုစိုးရိမ်မနှက်ချန်ကဒီနေ့ရောက်ပြီလားရောက်တယ်မနှက်ချန်တော့မနှက်ချန်မရောက်လာအဲ့ဒီနေ့ကတော့တင်းကိုကြိုပြီးတော့စိုးရိမ်နေမယ်လို့ဘုရားကပြောတာဖြစ်တယ်ဒါကြောင့်စိုးရိမ်ခြင်းရှိတဲ့များကတင်းနဲ့မဆိုင်ဘူးဒါပြီးခဲ့တဲ့ဘက်ကဟာကျွန်တော်ပြန်ပြီးတော့ remind လုပ်ပေးတယ်နော်အင်္ဂလိပ်လိုပြောဟုတ်လားမှန်လားကျွန်တော်အင်္ဂလိပ်စကားလေးအဲ့တော့ပြန်ပြီးတော့မဆိုင်ရမယ့်ဟာပါလေစိုးရိမ်ခြင်းကိုဖြစ်စေတဲ့ဗီဒီယိုတွေစိုးရိမ်ခြင်းကိုဖြစ်စေတဲ့အရာအားလုံးကိုတင်ပါလို့ရမလဲတော့ဝတဲ့ချိန်မှာမဆိုင်ပြိုးနဲ့ဒါဆိုတဲ့အထက်မှာဆိုင်ပြိုးရမယ့်လားဒီနေ့ရှိလာတယ်ဒီနေ့နှုတ်ဘက်တော်ကိုဆက်ရအောင်အပိုင်းနဲ့တော့မဟုတ်ပါဘူးဒါပေမဲ့ဘုရားသခင်ကရှေ့ဆက်သွားတာဖြစ်ပါတယ်ဟုတ်ပြီလားဆိုကျွန်တော်တို့ကမေးချင်တယ်ကြာကတော့ဘာလဲဓမ္မကျမ်းစာဖြစ်တယ်ဒါပါလဲဓမ္မကျမ်းဆိုတာဓမ္မတရားဆိုတာဘာလဲဆိုတော့ယေရှုခရစ်တော်ဘုရားလှုပ်ဆောင်ပေးတယ်ဆိုဘုရားသခင်လှုပ်ဆောင်ပေးခဲ့တဲ့တရားအလုံးကဓမ္မတရားဖြစ်တယ်ဒါပေမဲ့အမှန်တရားဆိုတာတော့ရှိပေမဲ့ဒါပေမဲ့ဘုရားသခင်လှုပ်တာသက်ဆိုင်ပေမဲ့ဘုရားနဲ့ဓာတ်ရိုက်မဆိုင်ဘူးအမှန်တရားကတမန်တရားကတော့ဘုရားသခင်ကိုယ်တိုင်လှုပ်ဆောင်တဲ့အရာတွေဖြစ်တယ်ဒီထဲမှာနမိတ်လက္ခဏာတွေပြုတာဟုတ်ဘူးလားကျေးဇူးပြုဒီကျမ်းစာအုပ်ကိုအစားဆုံးပြည့်တဲ့လူရှိလားမသိဘူးရှိတယ်နော်โอเคကျေးဇူးတင်တယ်အဲ့တော့ဒီစာအုပ်ရဲ့အစားအဆုံးထဲမှာနမိတ်လက္ခဏာတွေအကြောင်းတင်လို့တော်တော်များများဖတ်မှုပါလိမ့်မယ်အဲ့ဒီဟာတွေကိုတို့တကယ်ယုံလားကျွန်တော်မေးမယ်ဒီဟာတွေဖြစ်ခဲ့တယ်ဆိုရင်ယုံလားလားယုံတယ်ကျေးဇူးတင်တယ်ဒါဆိုလို့ရှိရင်ဒီကျမ်းစာအုပ်ထဲမှာနမိတ်လက္ခဏာအကြီးဆုံးလုပ်ခဲ့တဲ့အရာဓမ္မဟောင်းမှာမရှိခဲ့တယ်ဟမ်မောရှေကနမိတ်လက္ခဏာအများကြီးလုပ်တယ်အဲ့ဒီမှာမောရှေလုပ်ခဲ့တဲ့ပြည့်ညက်နမိတ်လက္ခဏာတွေထဲမှာမရှိလဲဆိုတော့မရှိလဲမွေလောက်တာကလည်းတခြားနော်ပရောပါလဲတခြားမိစ္ဆာပရောဖက်တွေလည်းလုပ်နိုင်တာပဲလေနော်ဒါပေမဲ့ကျွန်တော်ထင်တယ်ကျွန်တော်မမအောင်ဆိုရင်ပေါ့နော်မောရှေလုပ်ခဲ့တဲ့အကြီးမားဆုံးသောနမိတ်လက္ခဏာကပင်လယ်ကိုနှစ်ချမ်းကွဲသွားတဲ့ကိစ္စဟုတ်တယ်မဟုတ်လားအဲ့ဒါတော့ယုံတော့မလွယ်ဘူးနော်ဟုတ်တယ်နော်ရေပိုင်ထွက်တယ်ဆိုတာလည်းဟုတ်တယ်ဒါပေမဲ့အဲ့ဒါကတော့အကြီးမားတာပေါ့ကြီးမားကြီးဖြစ်တယ်အဲ့ဒါကိုဘယ်သူမြင်ရလဲဆိုတော့ဣသရေလလူတွေမြင်ရလားမြင်ရတယ်တင်တော့ယုံလားအဲ့ဒါယုံတယ်ဟုတ်တယ်ကျေးဇူးတင်တယ်အဲ့တော့တခင်ယေရှုခရစ်တော်ကလည်းလှုပ်ဆောင်ခဲ့တဲ့အရာရှိအကြီးမားဆုံးနမိတ်လက္ခဏာတကယ်ယေရှုကနမိတ်လက္ခဏာအများကြီးလုပ်တယ်မဟုတ်လားလာဇလုပုတ်နေတဲ့လာဇလုတော်အသက်ရန်ရှင်စေတယ်။အိ
ဘယ်လိုပြောမလဲမျက်စိမမြင်တဲ့ကိုလည်းမြင်စေတယ်အများကြီးဆိုပြီးရေကိုလည်းတတိယဖြစ်စေခဲ့တာပဲနမိတ်လက္ခဏာအများကြီးရှိခဲ့တယ်ဒါပေမဲ့အဖေယေရှုလုပ်ခဲ့တဲ့အကြီးမားဆုံးနမိတ်လက္ခဏာတစ်ခုရှိတယ်ချစ်တော်ညီကောင်မအဲ့ဒါပါလဲဆိုတော့လေတိတ်ကိုတိတ်ချစ်တယ်ဆိုတဲ့နမိတ်လက္ခဏာအာမင်အာမင်အဲ့ဒါပါလဲဆိုသူလောက်ဝါတဲ့မှာတက်ခဲ့တယ်နမိတ်လက္ခဏာအဲ့ဒီနမိတ်လက္ခဏာကအိုးဟုတ်လို့လားဘာလို့နမိတ်တိုင်းမလောက်အောင်တိုင်းမှာတက်တာဘာလို့နမိတ်လက္ခဏာလို့တရားပြောနိုင်ရတာလဲလို့ပြောချင်ကျွန်မတို့ပြောပြတချို့ကိစ္စတွေကလေရှစ်တလန်းလန်းမှုတွေနောက်ကိုတလန်းဆိုရတာမျိုးတွေရှိတယ်ဒီအသက်ကထဲမှာဘာမှမဟုတ်ဘူးဆိုတဲ့အခြေအနေတွေရှိနေသေးတယ်ရှိနေတယ်ဒါပေမဲ့အဲ့ဒီအထဲမှာနမိတ်လက္ခဏာတွေဖြစ်နေတတ်တယ်ချစ်တော်ညီကိုပါမှာလို့ကျွန်မတို့ချရှင်းအောင်ပြောပြမယ်ယေရှုခရစ်တော်လောက်ဝါးတဲ့ပုံမှာတက်တယ်သူကလောက်ဝါးတဲ့ပုံမှာမတက်ခင်မှာသူဘာတွေလုပ်တယ်နမိတ်လက္ခဏာမျိုးမျိုးမပြုတ်ဘူးလားပြုတ်တယ်အဲ့မှာသူလောက်ဝါးတဲ့ပုံမှာတက်တဲ့အချိန်မှာလူတွေကသူ့ကိုဘာပြောလဲဘာတွေပြောလဲဆိုတော့လောက်ပါအောင်နမိတ်လက္ခဏာပြုပါအောင် prophet ပြုပါအောင်ဆိုပြီးတော့သူ့ကိုတောင်းဆိုကြဘူးလားတောင်းဆိုတယ်ဒါပေမဲ့သူကဘာလုပ်လဲအဲ့ချိန်မှာဘာမှမလုပ်ဘူးဘာကြောင့်လဲဆိုအကြီးမားဆုံးနမိတ်လက္ခဏာကိုသူလုပ်တော့မှဖြစ်တဲ့အတွက်ကြောင့်အာမင်အဲ့တော့သူကလောက်ဝါကားတဲ့ပုံမှာအသက်တော်ကိုစွန့်တဲ့အချိန်မှာဘာနဲ့ချမ်းပွဲသွားလဲဘိုင်မန်တော်ရဲ့ကလကနဲ့ချမ်းပွဲသွားတဲ့ချင်းတော်ကြီးကိုမှမတို့အဲ့ဒါအကြီးမားဆုံးနမိတ်လက္ခဏာဖြစ်တယ်ဟာဘာဆိုင်လို့လဲလက်ကလေးနဲ့ချမ်းပွဲရတယ်ပဲသူအကြီးမားဆုံးသောပြည့်ညတ်တော်ကိုဖယ်ရှားပြီးတဲ့အခါမှာကျေးဇူးတရားကိုစတင်ဝင်ရောက်တာဖခင်ရဲ့ချစ်ခြင်းမြတ်တာကနမိတ်လက္ခဏာထဲမှာအကြီးမားဆုံးပဲချစ်တော်ညီကိုမှာဟာလေလုယာအာမင်ယုံကြည်ပါလားယုံကြည်ပါတယ်အဲ့ဒါကိုကျွန်တော်တို့လေ့လာကြည့်လို့ဆိုကောရိန္သုပထမဆောင်ခန်းကြီး73အဲ့လေကျွန်တော်လည်းကျက်တော်မခိုင်တော့ဒီတိုင်းမပြောတော့မျက်မှန်တက်ရလို့လေနော်အတူတူဖတ်ရအောင်ငါသည်လူဘာသာစကားကို၎င်းကောင်းကင်တမန်ဘာသာစကားကို၎င်းပြောမနိုင်တော့လဲမေတ္တာမရှိရင်အတန်ဒီသောတဘိုးခရာကဲ့သို့၎င်းဤတန်ကိုသာပေးတတ်သောလေယူတိကဲ့သို့၎င်းဖြစ်ပြောချင်တာကမေတ္တာမရှိရင်လည်း၎င်းပဲလို့ပြောတာမယ်ဆက်တော်ရအောင် prophet များကိုငါရ၍နည်းနည်းသောအရာရှိသမျှတို့နှင့်သိက္ခာအတန်မျိုးမျိုးကိုတတ်တော်၎င်းတောင်များကိုရွေ့နိုင်သောယုံကြည်ခြင်းအမျိုးမျိုးနှင့်ပြည့်စုံသော၎င်းမေတ္တာမရှိတဲ့အချင်းဤသက်သက်ဖြစ်၏တောင်တွေကိုရွှေ့နိုင်တဲ့ယုံကြည်ခြင်းတကယ်ကျွတ်ပါပဲလို့ယုံကြည်ခြင်းဤတောင်ကိုရွှေ့ဆိုတာရွှေ့နိုင်တယ်ဆိုတော့တကယ်ကျွတ်လုပ်ခဲ့တဲ့နမိတ်လက္ခဏာတွေကိုသင်တို့မလုပ်နိုင်ဘူးလားလောက်နိုင်တဲ့အခုလူတွေများကြီးပဲတဲ့လူတွေတော့ပြန်ရှင်တယ်ထားတော့အခုနမိတ်လက္ခဏာတွေဖြစ်နေတာအဲ့တော့ပင်ယူဆိုလို့ရှိရင်တော့သူ့အရေးကိုထိနေတာမှကျမ်းမှာကျင်းရတော့တယ်မဟုတ်ဘူးလားအဲ့လိုမျိုးလုပ်နိုင်ပြီပဲတဲ့ဖခင်သခင်ရဲ့ချစ်ချင်းမြတ်တာအဲ့ဒီမြတ်တာဆိုတာတကယ်တော့ဘုသူ့ကိုပြောနေတာဆိုယေရှုခရစ်တော်ကိုညွှန်းနေတာယေရှုခရစ်တော်ကိုညွှန်းနေတဲ့မြတ်တာကိုပြောနေတာဖြစ်တယ်ကျွန်တော်ထင်တာမြတ်တာဆိုလို့ရှိရင်တရားနဲ့ချစ်နေတဲ့ຢာလို့ထင်တာအဲ့ဒီအချစ်ကလေဖခင်မရှိရင်ဖခင်မရှိရင်တဲ့ကျွန်တော်လုံးဝမရှိလာဘူးဖခင်ဆိုတာကိုသူလဲဆိုယေရှုခရစ်တော်ပဲဖြစ်အာမင်ခဏခဏပြောတယ်ယေရှုကကောင်းကင်နိုင်ငံကနေပြီးတော့ဘယ်လိုပြောမလဲကယ်တင်ကိုပေးလိုက်လို့ရတယ်ဒါပေမဲ့ဘာလို့လောကကိုကြွလာခဲ့တာလဲဆိုသူချစ်ကြောင်းတတ်တယ်ပြဖို့အတွက်ကြွလာခဲ့တာဖြစ်တယ်အာမင်အဲ့ဒီတော့ယေရှုခရစ်တော်ကလောကတဲ့ပုံမှာမတက်တဲ့နမိတ်လက္ခဏာမျိုးမျိုးကိုမပြဘူးလားပြတယ်ဒါပေမဲ့အဲ့ဒါစိတ်ကတော့နမိတ်လက္ခဏာမဟုတ်သေးဘူးဘာဖြစ်လို့လက်ဝါးကားတဲ့ပုံမှာမတက်မချင်းလောကကိုမအောင်ဖြစ်တယ်လောကကိုအောင်ဖို့အတွက်ကဒီအဖြစ်တော့လက်ဝါးကားတဲ့ပုံမှာတက်တာဘာနဲ့တက်တယ်ဆိုတော့ချစ်ချင်းမြတ်တာနဲ့တက်တာသိချစ်တယ်ဆိုတော့ဒီကိုသိချစ်တယ်ဆိုတဲ့အရာကြီးနဲ့လက်ဝါးကားတဲ့ပုံတက်သွားတာဖြစ်တယ်အဲ့ဒီအခါမှာလက်ဝါးကားတဲ့ပုံမှာတက်ပြီးတော့ချိန်ချင်းအမိကလာအားလုံးကိုခြေဖြတ်ပြီးတော့ finish လို့ပြောလိုက်တဲ့အချိန်မှာဖြစ်တော့ဆိုကလကနဲ့ချမ်းပွဲသွားတဲ့အချိန်ပဲဖြစ်မျက်မှောက်တော်တွေကိုအစီအတာမရှိနေတဲ့ဘုရားရဲ့ဆက်ဆံရေးကိုလုံးဝရင်းနှီးမှုကိုတည်ဆောက်ပေးနိုင်တဲ့နမိတ်လက္ခဏာတော့ကြီးတဲ့နမိတ်လက္ခဏာကောင်းကင်အောင်မြေကြီးဘယ်တော့မှမရှိဘူးမောရှေခေတော်အလုပ်ခဲ့တဲ့ပြည်လည်နေနဲ့ချမ်းပွဲရဆိုတာတော့အဲ့ဒီမြေတာကိုမမီခဲ့ပါအဲ့ဒီနမိတ်လက္ခဏာကိုမမီခဲ့ပါဘူးချစ်တော်ညီကိုမှအဲ့တော့ဆက်ပြီးတော့ဖယားသူတစ်ပါးလို့ဗာလဲသူတစ်ပါးကိုငါကျွေးမွေးရင်ဥစ္စာရှိသမျှကိုစွန့်ကြဲနေတာမကကိုယ်ခန္ဓာကိုမိရှို့စေခြင်းကတတ်တော်လေမေတ္တာမရှိလေငါ၌အကျိုးမရှိဟာ
အဲ့လိုတဲ့ဒီမှာခန္ဓာကိုယ်ကိုမိရှို့ပြီးတော့အပ်တယ်တဲ့ရှိသမျှကိုစွန့်ကြဲပေမဲ့မြတ်တာမရှိရင်ကျိုးမရှိဘူးလို့ပြောချင်တာကအဲ့ဒီမြတ်တာကယေရှုခရစ်တော်ကိုပေါ်ညွှန်းနေတာဒီအချက်မှာဖယားမရှိရင်လူကြောက်ကိုမချစ်နိုင်ဘူးဘယ်တော့မှချစ်တယ်ပြောလို့ကျွန်တော်ဒီနေ့မထိုင်ကျွန်တော်တို့ခေါင်းသွားစားတော့ကျွန်တော်သမီးကဘာပြောလဲဆိုသူအလားပါလေရမ်းချိုက်တယ်ဆိုတော့နော်လူတယောက်ကတဲ့လူတိတ်အောင်ပြုတ်တယ်ပေါ့နော်တနေ့ဆိုဒီမျက်နှာကြီးပဲကြည့်လာတော့မယုံဘူးလားတဲ့ယုံတာပေါ့ဟုတ်တယ်မဟုတ်လားယုံတယ်မဟုတ်လားဟမ်ဆိုတော့လည်းဘယ်တော့ယုံတယ်မဟုတ်လားနည်းအိမ်အောင်ရှင်နေဟုတ်တယ်မလား3ရက်လောက်ဆိုဖြစ်လာတယ်ယုံလာတယ်ဒါပေမဲ့ဘာနဲ့သွားရတာလဲဆိုတော့တယောက်နဲ့တယောက်ဖေးမှချင်းနဲ့သွားရတယ်ဒါလောကသားလို့ဒါပေမဲ့ဒီနေ့ဒီအရင်ချစ်တယ်ဆိုတာတော့အရင်ထူးဆန်းနေပြီအဲ့ဒါဘာလို့ဖခင်ရဲ့မြတ်တာကြောင့်ဖြစ်တယ်အာမင်အဲ့ဒီမြတ်တာတဲ့အထဲမှာမရှိဘူးဆိုရင်တိတ်တည်းတွေကိုလည်းတင်မချစ်နိုင်တိတ်ခမောတယ်ကိုလည်းတင်မချစ်နိုင်ဘူးရှင်းရှင်းပြောရရင်ကျွန်တော်တို့တစ်စဲတစ်ယောက်လို့မျက်ရည်ကျပြီးတော့ဘာလို့ဆုတောင်းပေးနိုင်လဲအဲ့ဒီလူတွေရဲ့မတော်ဘူးတော့ဖခင်ရဲ့ရှိမှဒုထောက်တယ်ဆိုတာအဲ့ဒါဖခင်ရဲ့မြတ်တာကြောင့်ဖြစ်တယ်အဲ့ဒီလိုမျိုးဆုတောင်းတယ်ကျွန်တော်တို့တစ်ခါတလေဘုရားသခင်မှာဟောလို့ချင်းတရားလို့ချင်းတောင်းတာမှန်တယ်ဒါပေမဲ့ဘုရားသခင်ကဘာပြောအဲ့ဒါအလွဲတောင်းတာလေဘုရားတောင်းစေချင်တာပါလဲဆိုရင်အဲ့ဒီဝိညာဉ်ပေါင်းများစွာတဲ့နှလုံးသားနဲ့တောင်းတဲ့ဆုတောင်းတာကိုဘုရားသခင်လိုချင်တာဖြစ်တယ်ဟာလေလုယာအာမင်တဲ့အထဲမှာအဲ့ဒီမြတ်တာရှိလာပြီဆိုလို့ရှိရင်ဒီကတကယ်ပဲထူးခြားတော့ဖြစ်လာလိမ့်မယ်ချက်တော်ကြီးကိုမှာအာမင်ဆက်ပြီးတော့သွားရအောင်မြတ်တာဒီစိတ်ရှည်တဲ့ဤကျေးဇူးပြုတဲ့ဤမေတ္တာသည်ဂုဏ်မြတ်ခြင်းမရှိဝါကြွားခြင်းမရှိမာနမရှိမလျော်ပတ်စွာမကျင့်တဲ့ကိုယ်ကျိုးကိုမရှာတတ်ဒေါသအမြဲမထွက်တဲ့အပြည့်ရှိသည်ဟုမချင်တတ်မတရားသော၌ဝမ်းမြောက်ခြင်းမရှိတဲ့သမတရား၌ဝမ်းမြောက်တတ်၏ဒီနောက်ဝတ်တော်ကိုတင်ဖတ်နေတဲ့အခါမှာယေရှုခရစ်တော်ကိုပဲကျွန်တော်တို့မြင်အောင်နေတာဖြစ်တယ်ဒီအရာတွေအားလုံးကဘုရုစီမှာပဲရှိတယ်ဆိုတော့ခရစ်တော်စီမှာပဲရှိတာဖြစ်တယ်အဲ့ဒီအရာကြီးကိုခရစ်တော်ကတဲ့အကျဲကိုထည့်ပေးခြင်းတဲ့အခါမှာသူလောက်ဝါကားတဲ့ပုံမှာတက်ပြီးတော့အရာအလုံးကိုခြေထည့်ပြီးတော့တန်ရှင်တော်ဝိညာဉ်တော်အနေနဲ့တင်းစီကိုပြန်လာပြီးတော့ဒီနေ့ဝိညာဉ်တော်ကိုလက်ခံတဲ့သူတွေတယောက်ရှင်အသက်တာထဲမှာယေရှုခရစ်တော်၌ရှိတော်ထိုစိတ်တော်ကတဲ့အကျဲမှာရောက်လာတယ်ဖြစ်တယ်အာမင်ဟာလေလုယာအာမင်ဘုရားရှင်တော်မှာဘုန်းကြီးပါစေအာမင်အဲ့တော့တစ်ချက်လောက်ဆက်သွားရအောင်ခတ်သိမ်းသောယာတို့ကိုဖုံးအုပ်တတ်၏ခတ်သိမ်းသောယာတို့ကိုယုံတတ်၏ခတ်သိမ်းသောယာတို့ကိုမျော်လင့်တတ်၏ခတ်သိမ်းသောယာတို့ကိုသီးခံတတ်၏ကျန်တဲ့ပတ်သက်ပြီးတော့ကျွန်မဒီအောင်ကိုဘုရားပေါ်ပြတော့မနေ့ကဆရာလက်ကသမီးချောင်းမှာနှုတ်ဘက်တော်ဝင်ငါအဲ့ဒါဘာလဲဆိုတော့ဘာလဲရှမာရိအမျိုးသမီးကိုသူဝင်ငါတဲ့ခါမှာကျွန်မအဲ့ဒါကိုဒီအောင်နဲ့တွားပြီးဘုရားကစကားပြောတယ်ခတ်သိမ်းသောယာတို့ကိုဖုံးအုပ်တတ်တယ်ရှမာရိအမျိုးသမီးမှာလေ6ယောက်ရှိတယ်ယေရှုသိလားဒါပေမဲ့အဲ့ဒီမျိုးသမီးကကျွန်တော်မှလင်းမရှိဘူးလို့ပြောတော့တကယ်ကျွတ်ဘာပြောလဲမှန်တယ်လေဒီမှာလင်းမရှိဘူးလို့ပဲပြောတယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်စစ်မှန်ပြောမှဆိုသူ့ရဲ့တရားဝင်နေမှာမဟုတ်လားလင်း6ယောက်လုံးအဲ့တော့ဘုရားသခင်ကလင်းကလင်းမရှိပေမဲ့လင်းကတော့ဘာဖြစ်တယ်လို့မပြောဘူးအကောင်းဘက်ကိုပဲဖောက်ဖို့ပြီးတော့ဟုတ်တယ်လင်းဒီမှာလင်းမရှိဘူးဘုရားသခင်အမြင်မှာနေကအဲ့ဒီအပြစ်တွေကိုမရှိဘူးလို့ဘုရားသခင်ယေရှုခရစ်တော်ကသူ့ကိုအဲ့လိုအမြင်နှလုံးသားနဲ့ကြည့်ပေးလိုက်တာဖြစ်တယ်။ကျွန်တော်တို့ကိုကြည့်တဲ့အခါတိုင်းမှာလည်းဘုရားသခင်ကအဲ့ဒီလိုဘုံအုပ်တဲ့နှလုံးသားနဲ့ဘုံအုပ်တဲ့မျက်လုံးနဲ့ကြည့်တာဖြစ်တယ်။ဒီလိုအပြစ်တွေများတယ်။ဒီလိုအပြစ်တွေလုပ်တယ်ဆိုတော့ဘုရားသခင်မရှိတတ်ဘူး။ဒါပေမဲ့ဒီအားသာခြင်းကဘာရှိလဲဆိုတာကိုရှာပြီးတော့ကြည့်တတ်တော့ဘုရားဖြစ်တယ်။ဟာလေလုယာ။အဲ့ဒီတော့မောရှေကတိနာတောင်မရောက်ခင်လူတွေကိုဟောနော်တိနာတောင်မရောက်ခင်တောက်လျှောက်လုံးမှာလူတွေကမငြီးသွားဘူးလားမေတ္တာစားခြင်းနဲ့ရေငတ်တယ်ခြေတော်ဘာဖြစ်တယ်ညာဖြစ်တယ်ညှိသွားတယ်မဟုတ်လားဘုရားသခင်ကစိတ်မရှိဘူးလားဒီမှာခတ်သိမ်းတော့ရလို့ခတ်သိမ်းတော့ရပြီးညှိခံတယ်ဆိုတော့ရှင်းစိတ်ရှိတာပေါ့ဟုတ်တယ်မဟုတ်လားသူတို့ကိုတတ်လိုက်လားကျွန်တော်မိမတတ်လိုက်လားမတတ်မယ်လို့ပြောလားမပြောဘူးဘယ်နေရာမှာသိချင်းစတာလဲဆိုတော့အဲ့ဒီတိနာတောင်မှာရောက်ပြီးတော့ပြည့်တဲ့တရားရောက်တဲ့ချိန်ကိုသိချင်းတရားစလာတာဖြစ်။ဘာကြောင့်အဲ့ဒီအရာဖြစ်လာတာလဲ။အဲ့ဒီလူတွေကလေကျွန်တော်တို့ဘာလို့ကျွန်တော်တို့ကြည့်ချင်တယ်။ကျွန်တော်တို့ဘာလို့ကျွန်တော်တို့ကြိုးစားချင်တယ်။ကျွန်တော်တို့တတ်နိုင်တယ်ဆိုတာကိုဘုရားကိုပြချင်တယ်ဆိုပြီးဘုရားရှိမှအဲ့ဒီကိုယ့်ရဲ့သိချင်းတွေတက်ချင်းတွေကြိုးစားနိုင်ခြင်းတွေကိုပေါ်ထုတ်ချင်တဲ့နေရာစပြီးတော့ပြည့်တဲ့တရားဆိုတာမင်းတို့ပဲလုံနိုင်မှုဆိုတာသိဖို့တော့ဘုရားသခင်ကချပေးလိုက်ပါဖြစ်တယ်။
အဲ့တော့မင်းတို့တော့ကြည့်ချင်တော့ဒါတွေရှိတယ်ဆိုဘုရားကချပေးတယ်အချိန်အဆောင်ဘာဖြစ်သွားလဲဆိုသေခြင်းတရားကဝင်ရောက်သွားတာဖြစ်သီနာတောင်မှာလူမယောက်စပြီးတော့သေတယ်တိုင်းကိုပါလေတောင်ကိုသွားထီတော့3000သေတယ်မဟုတ်လား3000သေတယ်လေယေရှုခရစ်တော်ဘုရားရှင်ပြန်ထားမြောက်ပြီးတော့ကျွန်တော်တို့ယေရှုကပြောတယ်အဲ့ဒီနေရာမှာတန်ရှင်တော်ဝိညာဉ်တော်ကိုစောင့်လို့ပြောတယ်မစောင့်ဘူးလားစောင့်တဲ့အခါမှာဝိညာဉ်တော်ကစီးကြော့ပြီးတဲ့အခါမှာပေတရုတရားစပေါ်တဲ့ချိန်မှာလူဘလောက်ပြောင်းလဲသွားလဲဆို3000ပြောင်းလဲသွားတယ်ပြည့်ညက်တရားကတော့ဘာဖြစ်သွားလဲဆိုတော့သေခြင်းတရားနဲ့တွဲနေပေမဲ့ယေရှုတရားကတော့အသက်ရှင်ခြင်းကိုအမြဲတမ်းပေါ်ပြတာဖြစ်အာမင်ဟာလေလုယာအာမင်အဲ့ဒီတော့ကျွန်တော်ရဲ့အသက်တာချမ်းမှာလည်းဘုရားသခင်ကမာနမကြီးစေချင်ဘူးကျွန်တော်တတ်နိုင်တယ်ကျွန်တော်လုပ်နိုင်တယ်ကျွန်တော်သိတယ်ကျွန်တော်ကြိုးစားခြင်းတယ်ဆိုတာကိုဘုရားသခင်မကြိုက်ဘူးကျွန်တော်ကကိုတော့အားဖြစ်လာပဲကျွန်တော်အထဲမှာလည်းကိုတော့အသက်ရှင်ပေးပါဆိုတာကဘုရားသခင်လိုချင်တဲ့တဲ့အထဲမှာစိုက်လို့ရမယ်ဘုရားသခင်မြတ်တာဖြစ်တယ်ဟာလေလုယာသင်အားဖြင့်ဆိုရင်အဲ့ဒီမြတ်တာကလုံးဝမရှိနိုင်ဘူးကျွန်တော်ဒီပေါ်မှာတော့လူတွေကိုသင်ချစ်နိုင်တယ်ဆိုတာကလည်းဗါလဲအဲ့ဒါကြီးတော့ဘုရားမြတ်တာလည်းဆိုမချစ်နိုင်ဘူးအဲ့ဒီတော့တကယ်ရှိမှအဲ့ဒီဘယ်လိုပြောအမျိုးသမီးတယောက်လေတော့ဗါလဲဖောက်ပြန်တာလေနော်ယောက်ျားတော့မပါလာဘူးမိန်းမကိုခံလာတယ်ဟုတ်မလားအပြည့်ရှိတဲ့လူသူ့ကိုဗါလဲခဲနဲ့ပြည့်လို့ပြောတဲ့ခါမှာအဲ့ဒီအထဲမှာခဲနဲ့ပြည့်နိုင်လို့သူကဘယ်နှယောက်ပဲရှိလဲဘယ်သူပဲရှိလဲဆိုတစ်ယောက်ပဲရှိတယ်ဘယ်နှယောက်ရှိလဲတစ်ယောက်ပဲရှိတယ်ကျန်တဲ့လူကအပြည့်ရှိတဲ့တော့သူတို့ပြည့်လို့အခွင့်အရေးမကြုံဘူးသူတို့ပြည့်ချင်တာပြည့်ခွင့်မရှိတဲ့တော့ကြောင့်မပြည့်တာအဲ့လိုဆိုယေရှုကပြောတယ်လေမင်းတို့အဲ့ဒီထဲမှာအပြည့်မရှိတဲ့သူကစပြည့်လို့ပြောတဲ့အခါမှာလူအားလုံးကဘာလို့သွားလဲဆိုတော့သူတို့ရဲ့ဂဲတွေချသွားတယ်ပေါ့နော်ထွက်သွားကြတယ်ဆိုတော့သူတို့လုပ်ချင်တာကဖြစ်တယ်အဲ့ဒီကလေးမလေးကိုပြည့်ချင်တာစီရင်ချင်တာမဟုတ်ဘူးလားဒါပေမဲ့စီရင်ခွင့်ရလားပြည့်ခွင့်ရလားမရဘူးအဲ့ဒီထဲမှာပြည့်လို့ရတဲ့သူတယောက်ရှိတယ်အဲ့ဒါကသူလည်းယေရှုခရစ်တော်ဖြစ်တယ်ဒါပေမဲ့သူပြည့်လားမပြည့်ဘူးပြည့်ခွင့်ရပေမဲ့မပြည့်ခြင်းကချစ်ချင်းမြတ်တာဖြစ်တယ်ဟာလေလုယာတတ်လို့ရတယ်မတတ်ခြင်းကချစ်ချင်းမြတ်တာဖြစ်တယ်နှိမ့်ချခြင်းဆိုတာကျွန်တော်တို့သူများရဲ့အောက်မှာသွားပြီးခိုင်းတာဖဏကလေးယူရအဲ့ဒါကနှိမ့်ချခြင်းပေါ့ဘုရားသခင်စကားကိုနားထောင်ခြင်းကနှိမ့်ချခြင်းဖြစ်တယ်လို့ပဲလုံနိုင်ပေမဲ့မလုံဘဲနဲ့ဘုရားစကားကို yes လို့နားထောင်ခြင်းကနားငယ်ခြင်းနှိမ့်ချခြင်းပဲဖြစ်တယ်အာမင်အဲ့တော့ယေရှုခရစ်တော်ကသူ့ကိုမပြည့်ချင်ပါဘူးဒါကြောင့်ပြည့်နိုင်ပေမဲ့လည်းမပြည့်ဘူးလူတွေကတော့ပြည့်ချင်ပေမဲ့ပြည့်ခွင့်မရလို့လားမပြည့်တာပဲဖြစ်ဒါဆိုရင်တဲ့အထဲထဲမှာသူယေရှုခရစ်တော်ရဲ့စိတ်တော်မြတ်တာတရားရောက်နေပြီဆိုလို့ရှိရင်တင့်ကိုယ်တည်းပြန်ဆက်စစ်လို့ရတယ်။တင်ရဲ့စိုက်ပြိုးနေတဲ့မြေကဘာတွေစိုက်ပြိုးနေလဲဆိုရင်အဲ့ဒါကိုပြန်ဆန်းစစ်ခြင်းအပြင်တဲ့အထဲမှာမျိုးစိတည်နေတဲ့ຢာတွေပေါက်နေတဲ့အရာတွေကိုပြန်ဆန်းစစ်လို့ရတယ်။အာမင်။အဲ့ဒီတော့ကျွန်တော်အသက်တာကလူဘဝဆိုတာခဏလေးပဲ။ဟုတ်တယ်မလား။ဘလောက်ပဲချစ်ချစ်ဘလောက်ပဲခင်ခင်ဇနီးတဲ့ခမောတဲ့တာသမီဘလောက်ပဲတူတူနေနေတနေ့မှမဖြစ်သွားတယ်ခွဲတော့ပွဲရမှာပဲတနေ့နောက်ဆုံးတွေ့ရမှာကဖယားနဲ့ကိုယ်နဲ့နှစ်ယောက်တည်းပဲကျန်မှာပဲဟုတ်တယ်မဟုတ်လားကောင်းကင်နိုင်ငံကပျော်လို့ပြောတာမှမိမှာမဟုတ်တော့သူလည်းသူပြောနောက်သူကသူပြောဘယ်မှာကြည့်လို့ရလဲဆိုတော့ဒီမှာမျက်မှောက်တော်ဒီမှာကိုးပယ်တဲ့အချိန်မျိုးမှာဘေးရလို့တတိထားမိလားဒီမှာဘေးမျက်မှောက်တော်ရောက်ဘူးတဲ့သူကဘေးရလို့တတိထားမိလားတတိမထားတော့ကိုယ်နဲ့ဖယားနဲ့တော့အဲ့ဒီမှာရောက်သွားတယ်နော်နိုင်ရပါလေမသိတော့ဝိညာဉ်ပိုင်းတော့ပြည့်တရားကျမ်းတော်ထဲမှာတရားဘုရားနဲ့နှစ်ဦးနဲ့တွေ့တယ်ဆိုတော့ကောင်းကင်နိုင်ငံမှာလည်းအဲ့လိုဖြစ်သွားတာအဲ့ဒီမျက်မှောက်တော်ဆိုတာအငွေ့အသက်နည်းနည်းလေးပဲရှိသေးတယ်ဒါကြောင့်ကောင်းကင်နိုင်ငံမှာရောက်တဲ့အခါမှာလူရဲ့အသက်တာတွေကပြည့်စုံခြင်းကျွယ်ဝခြင်းစုံလင်ခြင်းဆိုတာမြေကြီးမှာရှိတာလည်းနည်းနည်းပဲရှိတယ်ကောင်းကင်မှာတော့လုံးဝအပြည့်ရမှာဖြစ်တယ်ဟာလေလုယာအာမင်အဲ့တော့မြစ်တာတွေဖောက်ပြန်ခြင်းတော်နဲ့အစဉ်ကင်းလို့ပရောဖက်ဉာဏ်ကို၎င်းအမျိုးမျိုးသောဘာသာစကားကို၎င်းပြောနိုင်သောအခွင့်ရှိတော်၎င်းသိပ္ပံတတ်တော်၎င်းပွေပြောင်းလိမ့်မယ်ပြောချင်တာကနမိတ်လက္ခဏာတွေဘလောက်ပဲလို့ချစ်ချင်းနေတာမရှိဘူးဆိုအဲ့ဒါကအခုကျွန်တော်လူတွေကိုနဲ့ဆိုးတွေမဟုတ်တဲ့အနာရောဂါနေချင်းတွေကျွန်တော်လုပ်နေနေတာမှကျွန်တော်ရဲ့အထက်မှာချစ်ချင်းနေတာမရှိအဲ့ဒီအရာတွေကမကြိုက်ခင်မှာပွေပြောက်သွားမယ်ရတယ်ပဲနမိတ်လက္ခဏာလုပ်နိုင်လို့မကြိုးစားတဲ့ခြေတော်ညီကောင်မှန်တခါလေကျွန်တော်တို့နမိတ်လက္ခဏာအရင်လုပ်ပြချင်တယ်ကျွန်တော်လည်းဘုရောတော့ကတော့အရှမ်းလုပ်ပြချင်တယ်ပေါ့နော်
လုပ်တယ်ဆိုတော့သိစေချင်တာပေါ့နော်ဒါပေမဲ့ဒီလိုဘက်တော့ရောက်သွားတဲ့အခါမှာကျွန်မလောကမှာလူတွေကိုဝိညာဉ်ကယ်တင်ခြင်းရဖို့သူအသက်တာအချိန်မှာယေရှုခရစ်တော်ရောက်နေတဲ့အခါမှာထိုမြစ်တာတွေကသူ့အချိန်မှာစီးဝင်ဖို့အတွက်ကျွန်မတကယ်ပဲနှလုံးသားနဲ့ဆုတောင်းတဲ့နေရာစပြီးဘုရားသခင်ကတစ်ဆင့်ပြီးတစ်ဆင့်ပို့ဆောင်လာခဲ့တာဖြစ်နမိတ်လက္ခဏာတွေတိတ်လို့ချင်တဲ့အချိန်မှာဘုရားကအတိုင်းအတာတစ်ခုကိုယ့်ရဲ့ကြိုးစားမှုအစာချောင်မှုအရာဆုတောင်းမှုတော့သုံးနိုင်မယ်ဒါပေမဲ့အဲ့ဒီချစ်ချင်းမြတ်တာကိုရစေခြင်းနဲ့နှလုံးသားနဲ့ဒုထောက်တာလောက်တော့ဘုရားခင်မတော်ဘူးနားလည်လားမသိချင်တော့ညီကိုမှာနော်ဘုရားရဲ့ရှေ့မှာအဲ့ဒီလူတွေကိုစွတ်တောင်းတဲ့အခါမှာလေတကယ်ပဲချစ်ချင်းမြတ်တာနဲ့ကိုယ့်ရဲ့တတ်နိုင်ခြင်းလုပ်နိုင်ခြင်းကိုမပြပဲနဲ့လုပ်ချင်တဲ့ပြချင်တဲ့စိတ်နဲ့မဟုတ်ဘဲနဲ့အဲ့နှလုံးသားမှန်ကန်ဖို့အများကြီးရှိတယ်နှလုံးသားကောင်းစားရင်အရာရမှာကောင်းစားမယ်လို့ပြောတယ်အခုတလည်းမရှိအခုကျွန်မကျေးဇူးပြုပြောချင်တာဘုရားကြောင့်လည်းကြောင်းတော့လဲဆိုဆရာမပြုလေးနဲ့ဖြူလေးနဲ့ကြောင်းတော့မယ်လို့လောမပြောပါနဲ့ဒါကျွန်မရဲ့အကြောင်းမဟုတ်ဘူးတလိုက်ပြောတော့တလိုက်ဘယ်တော့မှလည်းဆိုတလိုက်ကိုသွားမယ်လို့ပြောရတလိုက်ဆိုတော့ကျွန်တော်အလေးကိုသွားတာလေအာမင်အလေးကိုသွားတာဒီတော့ကျွန်တော်ကဒီနေရာမှာအစေခံတတ်ပါဘာဖြစ်လို့ကျွန်မခဏပြောလဲကျွန်မအမှုတော်ဆောင်နေတယ်ဆိုတာဘုရားအရင်ကောင်းမြတ်လို့လည်းပြောကြမ်းဖြစ်ကျွန်မကဘာမှမဟုတ်တဲ့သူလေကျွန်မကသိမလားအသက်ဆိုရင်လည်းသိဖို့အချိန်ကြီးကြုံတယ်ဘဝရဲ့အသက်တာထဲမှာလည်းအမျိုးမျိုးကြာရှုံးဖို့ကြုံတယ်ဒါပေမဲ့အဲ့ဒီအချိန်ကဘုရားသခင်ကလက်မလွတ်ဘူးဘာလို့လက်မလွတ်တာလဲဆိုတော့အဲ့ဒီမြစ်တာတရားကျွန်မအချိန်မှာဘုရားသခင်ထည့်ပေးထားတာဖြစ်အဲ့ဒါကြောင့်ကျွန်မလူတွေကိုအရင်ကပြောတယ်ယေရှုခရစ်တော်ပြန်လှဆောင်ပေးတဲ့ကယ်တင်ခြင်းကိုဒီတိုင်းမှာအလဟတ်ဖြစ်ပြီးတော့အဲ့ဒီလူတယောက်ဒီလောကကြီးကထွက်သွားမှာကျွန်မတိတ်နေပြောတယ်ဘာဖြစ်လို့ဆိုတော့လှဆောင်ပေးပြီးသားလေမယုံဘူးဆိုရင်ကျွန်မတခုပြောပြမယ်တကယ်အစစ်မှန်ကျွန်မလက်တွေ့စဉ်းစားလို့ရအောင်ကျွန်တော်လည်းတခုပြောပြအဲ့တော့တင်းအဖေပဲဖြစ်ဖြစ်ဒါမှမဟုတ်တင်းကဘာမှမတော်တဲ့သူကပဲဖြစ်ဖြစ်တင်းကိုဆိုင်တဲ့ဆိုင်ပေါ်ပါမယ်နော်ဝက်ကောင်လုံးကြီးချက်ကောင်လုံးကြီးနော်တော့ဟိုကဒီမှာ share တွေကျွေးမယ်အဲ့ဒီမှာတင်းမကုန်ဘူးအဲ့ဒီလူကပတ်စံရှင်းပြီးသွားပြီတင်းမကုန်ဘူးဒီတိုင်းထားခဲ့မယ်လို့ရှိတာကျွန်တော်မေးမယ်ဒီတိုင်းထားခဲ့မယ်လို့ရှိတာဘာဖြစ်လို့လဲပါစက်တော့ပဲကိုမစားနိုင်နော်တချို့စားခြင်းတွေကျွေးမယ်ဆိုတော့တော့မရှိဘူးလားဒီတိုင်းမှာဘာကြောင့်လဲလားနိုင်တော့လို့လေဟာလားဒါဈေးရကြီးတယ်လေဈေးကြီးတယ်ပေးပြီးတော့ဒါကြီးကိုဒီတိုင်းထားလိုက်ရမပြောစရာဘူးလူတိုင်းယူဆောင်ပါဒါဆိုရင်ယေရှုခရစ်တော်ပေးခဲ့တဲ့ထာဝရအသက်ကအဲ့ဒီပြက်ကင်းတွေဝက်ကင်းနေတဲ့တာမျိုးရှိတယ်လေအဲ့ဒါကိုတင်အလဟဒအေးဒီတော့လေနေတော့မှအေးတော့ပေါ်နေတယ်ဘာလို့လဲဆိုတော့ငါကောင်းနေရဖို့ရေးကျလို့တင်ကအဲ့ဒီဝိညာဉ်တွေကိုနှမျောခြင်းမရှိတဲ့အတွက်ကြောင့်ဘယ်လိုဆုံးရှုံးလဲဆိုတော့အဖရဲ့နိုင်ငံတော်မှာဆုံးရှုံးမှုတွေရှိတယ်။ဘာလို့တော့ဆုံးရှုံးလဲဆိုတော့ယေရှုခရစ်တော်ပေးခဲ့တဲ့အသက်တော်ဆုံးရှုံးတာဖြစ်တယ်။အာမင်။ဒါကြောင့်ဒီလူတွေကိုအေဝံဂေလိမဟောလဲရတချို့ကလေအေဝံဂေလိမှာရမ်းရှက်တယ်။ရတယ်။အိစားမရှိ။မဟောရဲဘူးတချို့ကဟောလဲမှာမှားသွားမှာဆိုရင်သိတယ်ရှိတဲ့လူတွေရှိပါလိမ့်မယ်။ဒီနေ့တလူကိုခွန်အားပေးခြင်း။ဒီအဲ့ဒီလူကိုအေဝံဂေလိမဟောခင်မှာအဲ့ဒီလူတွေတင်လုံးဝနဲ့စတယ်ဆုတောင်းပေး။အာမင်။ပြီးရင်ဘာမှမပြောနဲ့အခုလည်းပြောလိုက်ဒီကိုယေရှုခရစ်တော်ကသိချစ်တယ်နော်အဲ့ဒီအချိန်မှာအဲ့ဒီတကူပါတယ်အဲ့ဒီလူရဲ့နှလုံးသားမှာချစ်ချင်းမြတ်တာရောက်ပြီးတဲ့အခါမှာသူ့အသက်တာပြောင်းလဲသွားမှာဖြစ်တယ်အာမင်ကျွန်မလက်တွေ့ပဲမျိုးသမီးနိုင်ငံကသူ့ကိုဆိုလူတွေကစကားတော့မပြောချင်ဘူးကျွန်မလည်းသူ့ကိုမပြောချင်ဘူးဒါပေမဲ့ဘုရားကတည်းကပြောတယ်ဒီလိုသူ့ကိုအေးဝင်ခေါ်ရမယ်ကျွန်မဘယ်လိုခေါ်ရမလဲမသိဘူးဒါနဲ့ကျွန်မသူ့ကိုနေ့ရက်တိုင်းမှာဆူတောင်းပေးတနေ့တော့အခါမှာပြောဖို့အခွင့်ကြုံလာတယ်ကျွန်မအများကြီးမပြောဘူးသူ့ကိုတခုနဲ့ပြောတယ်ဒီကိုယေရှုခရစ်တော်ကသိချစ်တယ်နော်ဒီလောကဒီထဲမှာဘယ်သူမှနေကိုမချစ်နိုင်ဘူးနေကိုအသက်ပေးပြီးတော့ချစ်တဲ့ဘုရားရှိတယ်အဲ့ဒီဘုရားနာမည်ကယေရှုခရစ်တော်ဘုရားလို့ခေါ်တယ်လို့ပြောတဲ့နေ့ကစပြီးတော့သူ့အကျဉ်းမှာတကယ်ပြောင်းလဲသွားလို့ဖြစ်တယ်အာမင်ဒီနေ့ကိုအေဝံဂေလိဟောဖို့ကတိတ်ဘာဘူးကနေဒါနေကျမ်းစာတွေတိတ်တက်စရာလည်းမလိုပါဘူးတိတ်တက်ချင်းတိတ်ဘယ်လိုပြောလဲတိတ်ချင်းတက်ချင်းတဲ့လူတွေကိုအေဝံဂေလိဟောဘယ်နည်းအောင်ပြောင်းလဲလဲကျွန်တော်မေးမယ်မပြောင်းလဲဘူးနော်ကျိုးအရန်ကိုတော်တဲ့သူတွေရှိတယ်အရန်ဟာကျမတို့ကလေကယ်တင်ကြီးကိုနောက်တစ်ခါထိုက်ရတယ်သိအောင်မလားဒါပေမဲ့အဲ့ဒီလူတွေကြည့်အပြီးဖို့မရှိသေးဘူးဒါပေမဲ့ဘယ်နေရာမှာတွေ့သွားလဲဆိုအဲ့ဒီမြစ်တာကြားမှာတွေ့သွားတာဖြစ်တယ်ဟာလေလုယာဒီနေ့ရဲ့တိချင်းတက်ချင်းနဲ့မဟောပဲနဲ့ဘုရားရဲ့နိုင်ငံတော်ဘုရားရဲ့လူတွေဘုရားသိချစ်တဲ့ဘုရားသိကံမို့တယ်ဒီပျောက်ဆုံးဝိညာဉ်တွေတော့နှလုံးသားနဲ့တင်ငိုကြွေးတတ်ပြီဆိုလို့ရှိရင်ဘုရားသခင်ကတင့်ကိုဆွဲထုတ်တော်မှာဖြစ်ဟာလေလုယာကျွန်မကအိမ်ရှင်မကဲပါကျွန်မဘာမှမဟုတ်ပါဘူးဒါပေမဲ့ကျွန်မကိုဘာလို့ဆွဲထုတ်လိုက်လဲဆိုအဲ့ဒီနှလုံးသားကြောင့်ဖြစ်
ကျွန်တော်ရဲ့အဲ့မှာငိုကြွေးတယ်ဘယ်မှာစငိုတတ်သွားလဲဆိုကျွန်တော်ဆရာလက်နဲ့စရတဲ့အချိန်မှာစငိုတတ်သွားတယ်မယုံကြည်သူတရားနဲ့အိမ်တော်ကြားရတဲ့ဘဝဘယ်လောက်တောင်ဆိုးသွားလဲဆိုကျွန်တော်သိပါတယ်အရာမခံချင်ဘူးနာကျင်တယ်အဲ့တော့ကျွန်တော်မယုံကြည်သူနဲ့အိမ်တော်ကြားတဲ့မိသားစုတွေဆိုအရှမ်းကိုချင်းစားဘုရားသခင်ကလေဘုရားသခင်ကလေဟိုကြောက်လေဤဘာလဲအာမေတာဘူးလေဣဇက်ကိုဘာလို့တောင်းမှာဣဇက်ကိုဘာလို့တောင်းမှာကျွန်တော်တို့ထင်တာဘုရားသခင်ကသူ့ချစ်တာသိအောင်လို့စုံစမ်းတယ်လို့ထင်တာနော်မဟုတ်ဘူးဘုရားသခင်အရှင်အနာအလုံးသိပြီးတာဘုရားလေဣဇက်ကသူ့ကိုပေးမယ်ဣဇက်ကိုသူ့ကိုပေးမယ်ဆိုတော့ဘုရားသခင်ကြုံမသိဘူးလားသိတယ်ဒါပေမဲ့ဘာလို့တောင်းတာလဲဆိုရင်အာမေကိုယ်တိုင်သိဖို့အတွက်ဖြစ်တယ်ငါကဘုရားကိုတန်လောက်တာချစ်တာပဲငါ့အိယာယာကိုဘုရားကိုပေးတာပဲဆိုတာကိုဣဇက်ကိုယ်တိုင်သိဖို့အတွက်ဘုရားသခင်ကတောင်းရှိဖြစ်တယ်ဒီအတ္တကထဲမှာလည်းတင်ပလုံးနှလုံးသားရှိရဆိုဘုရားခင်သိပြီးသားပါဒါကြောင့်ကျုပ်ဆုံးသားမှုတွေကြုံလာရတဲ့အခါမှာနှုတ်တော်မှာမျိုးရေးတယ်ထွတ်မြောက်ရလမ်းကိုလည်းပြင်ဆင်ပြီးသားဖြစ်တယ်ဟာလေလုယာမဟုတ်မခံနိုင်တဲ့ဆုံးသားတော်ရှိချင်ဘုရားခင်မပေးဘူးလို့ဒီပေးထားတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တင်လို့ဆုံးဖြတ်မယ်ဆိုတာသူကြိုသိပြီးသားဖြစ်တယ်ပြောချင်တာကဒီဘုရားတော်ကိုပြည့်ပြည့်ရလိုက်မစိုးရင်လည်းအဲ့ဒီချစ်ချင်းမြတ်တာတွေကလုံလောက်ရရှိတာဖြစ်တယ်ဟာလေလုယာဘုရားသခင်အသက်အောင်မှာပေးတဲ့ဘုရားဘုရားတော်မတက်လို့ဆိုင်ကပေးမောင်းလိုက်မယ်ဆိုတာတော့မဟုတ်သေးဘူးဟုတ်တယ်နော်ကျမ်းတော်မဖတ်လို့စီပွားရေးကြလာတယ်ဆိုတာတော့လည်းမဟုတ်သေးဘူးတခုခုမှန်းနေဘူးဘုရားသခင်ဘက်ကကျွန်မပြောရရင်မခံချင်ဘူးဒါတော့အသက်ပေးပြီးချစ်တဲ့ဘုရားကျမ်းတော်မဖတ်ရင်လည်းသိဖို့ခဲ့မှာလားသိဖို့ကျမ်းတော်မဖတ်လို့အပြစ်ပေးမှာကျမ်းတော်ကိုကျွန်တော်တို့ဘာသာတရားတစ်ခုအနေနဲ့မဖတ်နေနဲ့တကယ်ပဲဘုရားသခင်ကျွန်တော်ကိုဘာပြောမလဲအဲ့ဒီမေတ္တာသူ့ဘက်ကလာတဲ့မေတ္တာကိုတင်နဲ့မဖြစ်စတော့မေတ္တာလေးနည်းနည်းလေးနဲ့ပြန်တော့ပြန်ကြည့်ပါဘုရားကတော့လာတဲ့မေတ္တာကြီးပဲရှင်းတယ်နော်ကျွန်တော်ဆိုတာမယုံကြည်ဘူးလေကျွန်တော်ဆိုတာယေရှုကိုမသိတဲ့မိသားစုတိုင်းဝင်လာမွေးဖွားလာတဲ့လူဘယ်လိုလို့စတင်ရွေးကောက်ခဲ့တာလဲကျွန်တော်ခရစ်တော်ကိုမရခင်မယုံကြည်ဘူးဘိုးရတဲ့ဘုရားသခင်ကျွန်တော်ကိုသိပြီးသားဖြစ်တယ်အာမင်ဒီကိုလည်းဘုရားသခင်ကကြိုသိနေပြီးသားဖြစ်ပါတယ်ဟာလေလုယာ120ခုမြောက်သောစာလံအပိုင်ငယ်8နော်အလုံးမသွားတော့အောက်ဆုံးကိုသွားရအောင်ထာဝရဘုရားသည်သင်၏ထွက်ခြင်းနှင့်ဝင်ခြင်းတို့ကိုယခုမှစ၍အစင်မပြတ်စောင့်တော်မူလိမ့်မည်။ဘာဖြစ်လို့ယခုမှစလို့ပြောတာ။အရင်တော့မစောင့်ဘူးလား။မဟုတ်အရင်တော့လည်းစောင့်တာပါပဲ။ဘာဖြစ်လို့အခုမှစောင့်တာလဲဆိုတော့အခုမှသိသွားလို့ဖြစ်တယ်။အဲ့ဒါကိုသိသွားဖို့လိုရတယ်။အသက်ကလေးလက်ကလေးခံပြီးတော့အသက်ရှူကြည့်ပါထုတ်ကြည့်ပါအဝိရရလား။မရဘူးဆိုတော့နည်းနည်းပါသွားပြီ။တချို့ဇောမီတွေရှိတယ်။ပြန်တော့ဇောမီလာတယ်။အဲ့လိုဆိုအသက်ကလှုပ်ရှားနေတာအသက်မရှိဘူးသူတို့မြင်ဘူးလားဒီဘက်တက်တော့မှမရှိဘူးဟိုဘက်ရက်တော့ရှိတယ်အဲ့တော့သူတို့လာလှုပ်ရှားတယ်လက်ဟုတ်ပြီးတယ်ဒါပေမဲ့ထဲမှာပြတော့အသက်မရှိဆိုပြီးတော့ပြောဖြစ်တယ်အဲ့ဒီလူတွေအသက်ပြန်ရှင်ဖို့တော့ဗျာနေလို့ရှိရတယ်ဟာလေလုယာအာမင်တခါတလေမှာကျွန်တော်တို့ခရစ်ယာန်ထဲမှာလည်းနတ်စားတွေရှိတယ်နတ်စားတွေရှိလားရှိတယ်ဒီနေ့ဟိုတော့ဘောတော့နတ်ဆုံးမောင်းတို့တော့ကျွန်တော်ကိုစိုးရိမ်နေတဲ့အတွက်ကျေးဇူးတင်တယ်ဒါပေမဲ့ကျွန်မပြောပြမယ်ဟိုတစ်ချင်းလိုပဲလောကဘက်မှာရှိတဲ့သူနဲ့ကျွန်မရဲ့ဘက်မှာရှိတဲ့သူကပါရွေးကြီးနေလို့ဟာလေလုယာကျွန်တော်တို့ကြည့်လို့မရဘူးအဲ့ဒီအရာတစ်ခုဆရာတည်းကတတ်သိခံတာမျိုးလေကျွန်မဒေချာပြောပြမယ်ဒီနေ့ကလေးတွေလည်းပါတယ်ဆိုတော့ချို့လူကြီးရတော့သိပြီးသားပါဒါပေမဲ့ကလေးတွေသိဖို့တော့ကျွန်မဒီအရာလေးကိုထပ်ပြီးပြောပြချင်တယ်အဲ့ဒီဆရာကလေခဏရဲ့နတ်စားတဲ့ခရစ်ယာန်နတ်စားခရစ်ယာန်ဖြစ်ပေမဲ့နတ်တွေကိုယုံကြည်တော့ဝင်တယ်။နောက်ပြီးကိုယ်တိုင်လည်းအဲ့လိုလုပ်တယ်လေကြက်ကောင်းကြီးတယ်ဆိုတာကြက်ကောင်းကြီးတယ်ဆိုတာသွေးတွေပါလေပူတော့အဲ့လိုမျိုးလုပ်တဲ့သူကလေကောင်းမလေးတွေကိုကြိုက်တယ်တဲ့ဆရာမတွေကိုဆန်နေစကူဆရာမကိုကြိုက်တယ်ဆန်နေစကူဆရာမလေးတတိထားနော်အဲ့တော့ဆန်နေစကူဆရာမကိုကြိုက်တော့သူကဘာလုပ်လဲဆိုအဲ့ဒီအောင်လန်းချက်လာမှာသွားပြီးတော့ဒီကောင်မလေးကိုကျွန်တော်ကြိုက်တဲ့အတွက်ပေါ့နော်ကျွန်တော်ကိုကြိုက်လာအောင်လုပ်ပေးပါဖြစ်ချင်တော့အဲ့ဒီစံလူဆရာမလည်းသူ့ကိုတော့ကြည့်မရဘူးလေကြိုက်ဖို့နေတာကကြည့်အောင်မကြည့်ချင်ဘူးလေအဲ့လိုမျိုးချိန်နေနော်အဲ့မှာသူကဘာလုပ်လဲဆိုအဲ့ဒါဆေးကိုဒီလုပ်လိုက်တာပေါ့ဗျာလုပ်လိုက်တော့သူဘယ်လိုစမ်းတယ်လဲဆိုတော့အဲ့ဒီဆေးတစ်လုံးနဲ့ကြက်ကိုနှမ်းပြီးတော့ပေါ့နော်ဘာညာလုပ်လိုက်ပြီးတော့ပြောလိုက်တဲ့အချိန်မှာကြက်မသူ့ဟိုဘက်နဲ့ရတယ်သူ့နောက်ကိုလိုက်လာတယ်ဒါဆေးစွမ်းနဲ့တယ်ဒါသူပြောကြလို့သိရနော်နောက်တစ်ပေရလဲဒီဘက်ကိုလှည့်နေတာတဲ့ဒါပေမဲ့အဲ့ဒီစင်းနဲ့ဘာညာလုပ်လိုက်တဲ့အခါမှာတစ်ပေရဒီဘက်ကိုလှည့်လာတယ်ဟာ
ဒါဆိုတော့ဒီဆေးကဇွမ်းလာပဲဒါနဲ့တော့ဘာလုပ်လဲဆိုအဲ့ဒီဒီတာရီစုဆရာမလို့တလုံးနဲ့သွားပြီးတော့လောက်တာပေါ့ကြက်ဒီပါလောက်တယ်လို့သွားလုပ်တဲ့ခါမှာအဲ့ဒီစံလေးစုဆရာမဒီတော့ဘာလာလောက်တာလဲလို့ပြောတယ်ဟုတ်တော့ငါလာမလားလေသူ့မောင်းလို့ဟာတလုံးဆိုရင်လည်းနှစ်လုံးမှမလို့ရလောက်လိုက်တဲ့ချိန်ကမှတဲ့သူ့အမုတ်တွေပါတယ်နဲ့သူ့လာမှုန်တော့ကြတာဘာလို့ဆိုသူ့ဖဏနဲ့သူ့ပိတ်နေတယ်ဒါနဲ့သူပါသွားလို့လဲဆိုသူ့ဆရာပေါ်တော့ဒီနေ့ဆရာဆိုပြန်သွားခင်ဗျာဆရာမစွမ်းလောက်မသိဘူးကျွန်တော်ဒီလိုလုပ်တာမအောင်မြင်ဘူးလို့ပြောနေမလို့သွားလို့တာလေကိုစမ်းနေသူ့ဆရာမလေးတရားကြောင်းတာအဲ့ဒါကငါကိုယ်နဲ့ခါအန်တယ်လို့ပြောတယ်ဘုရားသားသမီးကိုကြည့်လို့မရဘူးအာမင်ဒီအထွတ်တဲ့ဝင်တဲ့ဘယ်လိုလဲထာဝရဘုရားကတည့်ရချွတ်တဲ့ဝင်တဲ့ယခုမှဆိုင်အစင်မပြတ်စောင့်တော်မူလိမ့်မည်အာမင်အဲ့တော့လောကမှာသင်တို့ကြောက်เสียမရှိဘူးကြောက်တဲ့စိတ်ကိုမပြောဘုရားတရားဘာစိတ်ပေးလဲဆိုချစ်တတ်သောစိတ်တကိုးပါသောစိတ်ရှင်းလင်းသောစိတ်ကိုပေးတာဖြစ်တယ်ဟာလေလုယာဘုရားကလည်းအရင်ကြောက်နေရတဲ့ခေတ်ကြီးမှာဒီဘာလို့မကြောက်ရတာလဲဆိုတဲ့အထဲမှာရှိတဲ့ထိုမေတ္တာတရားပြီးတော့ယေရှုခရစ်တော်များအသက်ရှင်နေတာဖြစ်တယ်အာမင်ဒါရှင်နာမဂုဏ်ကြီးပါစေအာမင်ဒီကိုနှုတ်ဆက်ပါမကြောက်နဲ့နော်အဲ့တော့ယောမဩဝါဒစာအခန်းကြီးရှစ်အငယ်7ကိုတစ်ချက်လောက်ကြည့်ရအောင်ယေရှုခရစ်တော်ကသင်ကိုသိချင်လို့တဲ့အတွက်တော့ဘာကလည်းပေါ်မှာအသေးခံပေးတယ်ဒါပေမဲ့သူကအဲ့နာမှာပဲပြီးဆုံးသွားတာမျိုးမဟုတ်ဘူးအဲ့ဒီလောကကလည်းပေါ်မှာအသက်တော်ကိုစွန့်ပြီးတဲ့အခါမှာကြီးမားတော့နမိတ်တဲ့ခဏကနောက်ကနေလိုက်လာတာဖြစ်ထိုမှမကယေရှုကိုသေခြင်းမှထမြောက်စေတော်မူသောဖခင်၏ဝိညာဉ်သည်သင်တို့အထဲ၌ကျင်းဝတ်တော်မူလေခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူသောဖခင်သည်သင်တို့အထဲ၌ကျင်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်သေတတ်သောသင်တို့၏ကိုယ်ကာယကိုပင်စင်စေတော်မူ၏ထိုတို့ဘက်တော်အမြင်များရှင်ရောက်ရှင်ကိုကောင်းချီးပေးပါစေဟာလေလုယာဒီနေ့တော့ဒီနေ့ကောင်းပါတော်လို့ပြောပါလားဟာလေလုယာဒီအထက်မှာဇော်ဘီတွေကအသက်ပြန်ရှင်လာပြီအာမင်ဒီမှာဇော်ဘီရှိတာကြည့်ပါဦးဒီကလို့အဲ့ဒီလိုမျိုးဇော်ဘီရှိရင်လည်းသူတို့ဆုတောင်းပေးရမှာဖြစ်တယ်ဟာလေလုယာအသက်ပြန်ရှင်လာပြီအာမင်ဘုရားအားဖြင့်ခရစ်တော်ထဲမှာအသက်ရှင်တဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့တကိုးတော်အားဖြင့်လူတွေကိုပြောင်းလဲစေတာဖြစ်တယ်သင်တိုင်းတော့ဟောသင်တိုင်းတော့ဒီကိုသင်တို့ရှင်မှာကျမ်းစာတွေဖတ်တာလူတွေထောက်ကြလို့လူတွေမဲတာပဲရှိမယ်သင်ရဲ့အကျင့်တရားအားဖြင့်သင်ကိုယ်တိုင်လည်းမပြောင်းလဲနိုင်တယ်လို့သူတို့ကလည်းမပြောင်းလဲနိုင်ဘူးပြောင်းလဲပေးနိုင်တာကတော့ဘာလဲဆိုတော့ယေရှုခရစ်တော်ကိုသေခြင်းကထမြောက်စေတော့ဘုရားရဲ့ဝိညာဉ်အဲ့ဒါကတန်ရှင်သောဝိညာဉ်တော်ကိုပြောတာဖြစ်တယ်အချို့အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကိုလက်မခံတဲ့အခါမှာဘာနဲ့တူလဲဆိုတော့အဓိကပြောင်းနေတဲ့ဘဝနဲ့တူတယ်အဓိကပြောင်းနေတဲ့ဘဝလောကမှာလူတွေမှာအဓိကမရှိလားရှိတယ်တခြားလည်းချက်မတွေးနဲ့အဓိကဆိုတဲ့နေရာမှာဘယ်လိုပြောမလဲသင်ကလူတော်ဖြစ်ပြီးမျက်နှာမပါလာလို့ပြောတာမျက်နှာရပြောင်းချောဖြစ်နေလို့ကြည့်လို့ကောင်းလားကြည့်တော့မူတဲ့ပုံပေါ်လို့ရမှာပေါ့ဒီလိုမျိုးလေးတွေပကြီးလေးဆွဲပြီးတော့နေလို့ရမှာပေါ့ဒါပေမဲ့မျက်နှာတက်လိုက်ပြန်ပြောင်းတော့ခဏပြန်ဆွဲနေရမယ်အဲ့ဒါလောကရဲ့ဟန်ဆောင်မှုပဲချစ်တော်ညီကိုမှန်ပါလို့အာမင်ဒီအချိန်မှာစစ်မှန်တော့အသက်ရှင်ခြင်းကပဲယေရှုခရစ်တော်ဖခင်ကိုသင်လိုက်ထိုင်ယုံကြည်ရုံနဲ့မကဘဲတန်ရှင်သောဝိညာဉ်တော်ကိုသင်အချိန်မှာနေရာပေးဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာအဲ့ဒီတန်ရှင်သောဝိညာဉ်ကိုနေရာမပေးရင်သင်ကမွေးတော်လာတယ်မျက်နှာမပါလာဘူးနှာခေါင်းပါတယ်ဒါပေမဲ့အပေါက်တော့ပါတယ်ဒါမှအပေါ်ဟာလေးမပါဘူးကြည့်ညလုံးမပါလာဘူးရောင်ချောင်းအပြားလိုက်ကြည့်လို့ကောင်းလားဒီအပေါ်ကနေပြီးမျက်လုံးတွေပါလေတက်စင်တယ်သူအောင်တော့တက်လို့ရတယ်ဒါပေမဲ့ဘယ်တော့မှမိတ်တူတွေဆိုတာကမူရင်းတော့မကောင်းဘူးဖြစ်တယ်ဟာလေလုယာအသေးမျက်နှာလိုခိုင်းကြည့်ပါအဲတော့ပါတယ်ဒါနေကြည့်တော့ချီးမွမ်းရမှာဟာလေလုယာမျက်ခုံးမရှိရင်တော့တမျိုးကြီးတော့မျက်ခုံးရိုက်ကြည့်လိုက်မျိုးကြီးဟုတ်ကဲ့နော်အဲ့ဆိုဘုရားသခင်ကတင့်ကိုပြည့်စုံလာပါအောင်ဖန်ဆင်းပေးတာအဲ့ဒါဆိုရင်ဘုရားသခင်ကပြည့်စုံတော်သူလားကျွန်တော်မေးမယ်စုံလင်တော်သူလား
သူဆုံးနေလို့လည်းတင်းကိုဆုံးနေစေချင်တာဖြစ်တယ်တင်းကိုအဓိကမပါတဲ့သူကြောင့်ဖြစ်စေချင်တင်းဘဝထဲမှာတန်ရှင်တော်ဝိညာဉ်နေရာယူပြီးတော့တင်းကိုအလုံးလုံးချင်တာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်ဘာလို့ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်နေရလဲနောက်အပတ်ကဟာကိုပြန်ပေါင်းမယ်ဆိုလို့ရှိရင်ဒီဘုရားကျောင်းမှာလာတာပဲဒီကျမ်းစာကိုဖတ်တာပဲဒီဘုရားကိုဆုတောင်းတာပဲဒါပေမဲ့ဘာဖြစ်လို့အသက်တာထဲမှာကောင်းကြီးမဖြစ်တာလဲဆိုလို့ရှိရင်နံပါတ်1တင်အရှင်တော်ဝိညာဉ်တော်ကိုနေရာမပေးတဲ့အတွက်ကြောင့်ဖြစ်တယ်နံပါတ်2ဘာကြောင့်လဲဆိုလို့ရှိရင်တင်းအသက်တာထဲမှာဘုရားကိုနေရာမပေးရတာမကောင်းတင်တွေးချင်တာတွေးမယ်တင်လုပ်ချင်တာလုပ်မယ်အဲ့ဒါပါလဲဆိုတော့တင်းရဲ့တော်ချင်းတက်ချင်းနဲ့တင်သွားမယ်ငါကျမ်းစာဖတ်နိုင်တယ်ငါဆုတောင်းနိုင်တယ်ငါကြိုးစားနိုင်တယ်ဆိုတာနဲ့သွားရင်ဒီအသက်တာထဲမှာကောင်းစားခြင်းတော့မလာဘူးဒါပေမဲ့တချို့လူရှိတယ်မဟုတ်လားတချို့လူတွေဆိုရင်ကျမတို့ကြည့်ပြီးတဲ့အခါမှာလေသူများမနာလို့တော့ကောင်းကြီးခံစားရတယ်ကျမတို့ဘာဖြစ်လို့လဲသိလားဘာကောင်းတဲ့သူတွေကဘာဖြစ်လို့ဒီမှာရောက်နေရတာငါတို့တော့ကျမ်းစာသိတာငါတို့တော့ဖျားနဲ့တွားလာတာဖျားနဲ့တဲ့တောင်းချင်တာပေါ့သူတို့ကလည်းတောင်းချင်တာပေါ့ဒါပေမဲ့အသုံးခံဖို့လိုတယ်မိတ်ကသွားပြေလို့ရှိရင်လေသင်ရှာရှင်းလို့ရလားမရဘူးမိတ်ကတော့ဒီလိုမျိုးမိတ်ကပြေအသားနဲ့ငြိမ်မနေဘူးလားဆရာတို့အိမ်မှာဘလောက်ပဲတော့သူ့ကိုဘယ်လိုမျိုးငြိမ်ထားလို့မရဘူးဆိုပြီးတော့ကောက်တော့ဆိုသူငြိမ်ရမှာပဲမဖြစ်ရမယ်ဟုတ်လားငြိမ်ရမှာပဲဒီတော့မလုပ်ချင်ဘူးနော်အော်ကောင်းတယ်အဲ့လိုပြောရတာမပြောဘူးဘယ်နာပဲအဲ့ဒါလောမကောက်တော့မှာနော်မြေကောင်းဝဲပါရင်လည်းဆိုရင်ပြန်လေးပါရင်အသာငြိမ်နေတယ်ဘာဖြစ်လို့လဲနှာချင်လို့လေဟုတ်တယ်မလားငြိမ်နေရတာပဲနဲ့အေးတတာကိုဒီဘယင်းချင်းမှာမချပြတယ်မှာအဲ့ဒါမပြေဘူးလားပြေပေးတဲ့အခါမှာသူရှောက်တော့မလုပ်ဘူးငြိမ်နေတယ်ဟုတ်တယ်မလားမဲသူတို့စကင်ခိုင်းတယ်သူနေရမှာပဲဟုတ်တယ်မလားအဲ့တော့ပြီးတော့ကျမဘယ်ရောက်တော့ဘယင်းချင်းကိုထွက်လို့ရလားတင်းအသက်တာထဲမှာလည်းအငြိမ်မနေပဲနဲ့တင်လုံးမယ်ငါတက်တယ်ငါလုံးမယ်ဆိုလို့များတော့တင်ဘယင်းချင်းကိုမရောက်သေးဘူးတင်မပြည့်စုံနိုင်သေးဘူးတင်မဆုံးလည်နိုင်သေးဘူးပြည့်စုံလည်ဖို့တော့တန်ရှင်းအောင်ဝင်တော်များကတင်ကိုမဆာမှာဖြစ်တယ်ဟာလေလုယာတင်လုံးဖို့ကအခုလေးပဲငြိမ်နေလားဘယ်ကနေကြောင်းလုံးစပါငြိမ်နေလားလို့ငြိမ်နေလိုက်လို့ပြောလို့ပုံဖောက်ဆုံးနဲ့မှငြိမ်ခိုင်းတာတော့ဟုတ်နော်ဘုရားသခင်ရဲ့တက်နိုင်ခြင်းကိုတင်ယုံဖို့လိုတယ်တင်ဘုရားသခင်တက်နိုင်ခြင်းနဲ့မှပုံအပ်ဖို့လိုတယ်ကိုကျမ်းစာဖတ်တဲ့အခါမှာလေကျမ်းစာအရင်ဖတ်တဲ့သူကမာနကြီးတယ်အဲ့လိုပြောလို့ကျွန်မကျမ်းစာဖတ်တဲ့သူကိုပြောချင်တာမဟုတ်ဘူးเนาะအဲ့တော့ဒီလိုဟိုဟာလေလူတွေကဒီလိုဘာလို့ပါလဲမပြည့်တဲ့ဟိုဟာလေဘောင်ကြီးခတ်တယ်ဆိုတာရှိရမို့လားကျွန်တော်တို့အရင်မဖတ်ဘူးကွာအခုမှစဖတ်လာတယ်အဲ့လိုပြောတာเนาะတကယ်ပဲကျမ်းစာဖတ်တဲ့လူတိုင်းတို့ကျွန်မအားလုံးဝယ်လုံးချင်တဲ့ရန်လို့ဖြစ်သွားတယ်တချို့ကကျမ်းစာဖတ်တာရန်စာလို့ဖတ်တာမပါဘူးဒါပေမဲ့အခုမှကျမ်းစာစဖတ်တယ်အိမ်မှာเนาะအဲ့တော့ဘယ်လူတွေဖြစ်တယ်လဲဆိုတော့အိမ်က lady လေးတွေနော် lady ကြီးတွေတော့မပြောချင်တော့ဘူးအမျိုးသမီးတွေမှဖြစ်တယ်ကျန်းစာဖတ်ပြီးဆိုလို့ရှိရင်ကျန်းစာဖတ်လေဒီမှာငါဖတ်နေပြီကလေးတွေကိုပြောတယ်တော့ကြားဖို့ပြောတယ်ဖတ်လို့ရှိရင်ပူညာလုပ်တယ်ဟုတ်တယ်မဟုတ်လားငါဒီမှာဆုတောင်းနေတယ်နော်ဒီလိုဆုတောင်းလေဟုတ်တယ်မဟုတ်လားအဲ့ဒီမှာမတောင်းချင်လားဆိုလူငယ်တွေမတောင်းချင်ဘူးကျန်းစာဖတ်ချင်လားဆိုမဖတ်ချင်ဘူးသမုဒ္ဒရာလည်းတော့ပြောလို့မရဘူးလေစကြရသူကနော်ဘုရားသခင်ခေါင်းငယ်မှာထားတာဆိုတော့သူ့ဆရာလို့တော့မကြိုက်ဘူးလေဟုတ်တယ်မလားအဲ့တော့အမျိုးသမီးတို့ဒီလိုကျမ်းစာဖတ်နိုင်တဲ့ပုံမှာဘဝကြောပါနဲ့ဘာလို့ကိုလိုလဲဆိုတော့ဒီကျမ်းစာဖတ်တာကလူတွေရှိမှဝါကြောဖို့မဟုတ်ပဲနဲ့ဘယ်လိုပြောမလဲဘုရားသခင်နဲ့တင်တဲ့ရင်းနှီးကြောဖို့လို့ဖြစ်အဲ့ဒီမဖတ်နိုင်တဲ့လူတွေတော့ဘာလို့ပဲလို့လဲဆုတောင်းလို့လို့ဘုရားသခင်ကျွန်မကိုဖတ်ချင်တယ်ကိုယ်တော့မဖတ်ချင်တဲ့နှလုံးသားဘုရားထည့်ပြီးလို့ဖတ်တယ်လေအဲ့ဆိုသူ့ကိုလည်းဖတ်ချင်တဲ့နှလုံးသားထည့်ပြီးဘာလို့ပို့လို့လဲသုတောင်းလို့လဲဆရာနာကရေတော့ဆိုလို့ရှိရင်ကျမ်းစာဖတ်ဖို့နေနေတာရုပ်ရှင်ကိုတနေ့ကိုလည်းညလို့ကြည့်။အိုးကတ်တူဘုံနေတယ်တော့ဗီဒီယိုကားတွေဟိုတရေကားလေးလူတက်ကားလေးဘာညာကွီကွာလေ။အဲ့ဒါဘာညာကွီကွာဆိုတဲ့ချောင်းမဟုတ်ပါဘူး။ဟိုဘယ်လိုပြောမလဲဇာတ်တိုင်းပြောတွေပေါ့နော်။ဘာညာဘာလဲအချစ်ဆိုင်အိမ်တို့ဘာလို့ကျွန်တော်တော့မကြည့်ဘူးသူကြည့်ဘူးလေ။အဲ့တော့ကျွန်မကသူ့ကိုအရင်ကျမ်းစာဖတ်စေချင်တယ်ကျွန်မပြောရရင်ဖြစ်ရတယ်စပြောင်းလဲခါစားဆိုတော့လေသူတော်ကနန္ဒရောက်လို့ခံစားရတယ်ပေါ့နော်ပြန်ဖြစ်လာမှပဲပြန်ကြည့်တာလို့ဖြစ်နေပြီဆိုတာဖြစ်သွားတယ်ဟုတ်တယ်မဟုတ်လားဟို
ဘာမှမကြည့်ကြလို့ဒီဘက်ရောက်လာမှကျွန်မဖတ်ချင်နေရတယ်ဆိုတော့ပုံဆုံးလားအဲ့တော့ကျွန်မဘာလုပ်ရလဲဆိုတော့ကျွန်မဘာမှမပြောသူ့ကိုတိတ်တိတ်ထပ်စစ်တာအရင်တော့ပြောင်းလဲဖို့သူယေရှုကိုလက်ခံယုံကြည်ဖို့သူ့နှလုံးသားကိုလက်တယ်ဆုတောင်းပေးတယ်သူကဘယ်မှာသားလေးပြန်ဆုတောင်းအဲ့တော့ပြောင်းလဲလာကျောင်းလဲလာတော့လေနောက်ထပ်အစစ်တပ်ကအမျိုးသမီးတွေမှာတောင်းလို့ရှိတယ်။ဒါလည်းတင်ကတင့်ကိုဗာလဲအထောက်အမလို့ပြောတယ်တင်ထောက်ထားလို့ရတယ်။မိမဆိုတာဗာလဲဆိုမိကိုဘာဖြစ်တာလဲမထားတာမိချလိုက်ရင်အားလုံးအမောင်ဖြစ်သွားမှာပဲ။ဒါကြောင့်ဒီနေ့အတိုင်းမှာဆုတောင်းလို့လိုအပ်လားလိုအပ်တယ်အခုအဲ့လိုပြောလို့အိမ်အောင်ရှင်မျိုးသမီးတွေပဲပြောတာမဟုတ်အမျိုးသမီးငယ်လေးတွေကပါတယ်ဖြစ်တယ်။တို့ဥချင်ဆက်ပြီးဆုတောင်းမှာတင်းအိမ်အောင်ဘက်အတွက်လမ်းကြုံပြောလိုက်တယ်အိမ်အောင်ဘက်အတွက်ဆုတောင်းမှာလမ်းကြုံပြောတယ်တယောက်တော့သူကပြောတယ်ဆန်တဲ့ဆန်မလည်းအားကြတာလေအဲအကြောင်းနဲ့ကျွန်မလည်းကြီးစားထားခြင်းနဲ့ဘာမှမလုပ်နဲ့ဘာမှမလုပ်နဲ့ဒုက္ခရောက်ပါမယ်နောက်ဒုက္ခရောက်တော့အားမကြောက်နဲ့နေကဒီအပိုင်းပဲမြင်တာလုံခဲ့တော့အပိုင်းကိုမြင်ရသေးတယ်တော့ချက်ဖြစ်တယ်နော်လုံခဲ့တော့ပိုင်းလည်းချိန်ပွဲကြကောင်းတယ်နော်ကျွန်မအကယ်လို့မြင်အောင်၄-၅ခုရတယ်အဲ့သူ့ဘာလဲလဲဆိုကျွန်မကမောတယ်လားနော်အတူတူနဲ့တော့ပြစုတာလားကျန်တာတော့မပြောတော့မူရမာယာဆိုအဲ့ညမှာသုံးရတယ်နော်ဘာလဲမူရမာယာဆိုတာအဲ့ဒီညသုံးဖို့ပြခဲ့ညာပြညာပြတာမောင်ရင်အတူတူစုတာရအောင်နော်ကောင်းကြီးကဘုရားသခင်နှစ်ခုသုံးခုတော့လူတွေစုတောင်းတဲ့အလယ်မှာရှိတယ်လို့ပြောတယ်တော့အဲ့တော့စုတောင်းရအောင်ကျွန်တော်သူ့ကိုလက်တွဲပြီးတော့စုတောင်းတယ်ဒါပေမဲ့ကျွန်တော်တခုပြောမယ်စိုက်တဲ့အရာတွေကဘယ်တော့မှဆိုရစ်ရတယ်နော်ဟုတ်တယ်မလားတရေစီရဒစီပဲစိုက်ရလေရတော့အပင်ကြီးကရတာမဟုတ်ဘူးလားတင်ကအဲ့ဒီချိန်မှာစိုက်ပြုံးတဲ့အရာတွေပြန်ကြည့်ရတယ်ကျွန်တော်လည်းလို့ပဲသူ့ကိုစုတောင်းနေတဲ့အခါသူနဲ့ကျွန်တော်စုတောင်းတဲ့အခါမှာအခုကျမ်းစာတစ်ခုလိုပြီဆိုရင်သူ့ကိုမေးလိုက်ရတယ်ဘာလို့သူကျမ်းစာရမ်းဖတ်ချင်တယ်လို့ဘုရားသခင်ထည့်ပေးလိုက်တာဖြစ်တယ်အာမင်အဲ့တော့ဘုရားကိုပြောရအောင်လူတွေမပြောနဲ့ဘုရားကိုပြောရအောင်ဟာလေလုယာသင်နမတ်ကျွန်တော်ခဏပြောတယ်တမန်တော်ခိုင်းကြီးသိရှင်မှာထို့သောမရှိတော့လေတဲ့အချိန်မှာဘာတွေမရှိဘူးဖြစ်နေအဓိကရှိစေချင်တာဘုရားရဲ့မေတ္တာဖြစ်တယ်ဘုရားရဲ့မေတ္တာမရှိရင်ဘယ်အရာမှမဟုတ်ကြဘူးเนาะအခုတော့တဲ့လူပထမဆောင်ခိုင်းကြီး73เนาะအခန်းနဲ့တိကနေရှင်းမှာအဲ့ဒါအချုပ်ပဲကျမ်းစာအုပ်တော့အုပ်လုံးမှာလေအဲ့ဒီမေတ္တာမရှိဒီကျမ်းစာကအတိတ်ပဲမရှိတော့ဘူးဟုတ်လားမဟုတ်ဘူးလားကျမ်းစာအုပ်ရဲ့အဓိကအချုပ်ကချစ်ချင်းမေတ္တာအကြောင်းပဲဖြစ်တယ်ဟာလေလုယာဘုသူရဲ့မေတ္တာလဲဆိုတော့ဘုရားသခင်ရဲ့မေတ္တာဘုရားသခင်တို့ကိုဘယ်လောက်ချစ်တဲ့အကြောင်းကိုပြောပြတဲ့ဒါကဘုရားရဲ့ချစ်ချင်းမေတ္တာနဲ့ဆိုင်တဲ့စာအုပ်ဖြစ်တယ်။ဒီဘုရားကိုတကယ်ချစ်တယ်ဆိုရင်ကျမ်းစာဖတ်ပါလေ။ကိုရေးသားစရာလာတဲ့စာကိုကြော်သွားတဲ့သူရှိလား။မရှိဘူးတိမ်ဆိုတာနဲ့နော်ပါလေတိမ်ဆိုတာနဲ့အများရေးကြည့်ရမဟုတ်လားအလုံးလုံးနေပကံစင်းနေတော့ရေးကြည့်တယ်တိမ်ဆိုတော့ပါလေဟုတ်တယ်မလားအဲ့လိုမျိုးစာနဲ့တဲ့နှလုံးသားနဲ့ဘုရားရဲ့ကျမ်းစာကိုဖတ်မယ်နှုတ်ဘတ်တော်ကိုသိရဲ့တကယ်ဘုရားရဲ့မေတ္တာနဲ့အချိန်မှာရောက်ရှိလာလို့တဲ့ဒီခံယူဖို့အရင်ရေးကြည့်တာဖြစ်အဲ့လိုမျိုးဆိုတာကလည်းကိုယ့်အကူမဖတ်ချင်ဘူးတိုးမရှိတော့နဲ့တရှင်ဝိညာဉ်တော်ကတဲ့အချိန်မှာဘုရားတကယ်ချစ်ချင်းမေတ္တာသူ့မေတ္တာရောက်လာတဲ့အခါမှာကျမတို့ကဘုရားကိုချစ်တာမဟုတ်ဘုရားသခင်အရင်ဆုံးချစ်ခဲ့ရတဲ့တယ်ဟာလေလုယာအာမင်ဒီမှာအချစ်မှုတွေရှိလားဒီကအချစ်မှုရှိလားကျွန်တော်ချစ်မှုရပေါ်မှာကဘယ်လိုချစ်မှုပါလဲနော်အဲ့ဒီကျွန်တော်ပါမလားဒီသာမရှိလားရှိတာပေါ့ဒါပေမဲ့အဲ့ဒါတကယ်တော့အဲ့ဒီဒီသာကိုအချစ်မှုမဟုတ်ဘူးကျွန်မဒီသာကိုပြောပြမယ်နော်အချစ်မှုကတချို့ကဘယ်သူထင်လဲဆိုမိဘတွေထင်တယ်ဘာလို့အငဲကိုထွက်လာတာနဲ့ကိုချစ်ရတယ်ဆိုတာပြေးမေးလေပထမဆုံးချစ်တာအချစ်မှုလို့ခေါ်တယ်ကျွန်တော်ကချောင်းချောင်းပြီးသူများရဲ့ချောင်းချင်တာအခုသင်ချစ်နေတဲ့သူကအချစ်မှုမဟုတ်ဘူးသင်ရဲ့အချစ်မှုကဘယ်သူလဲဆိုရင်ဖခင်သခင်ဟာလေလုယာဘယ်လိုကျွန်တော်အချစ်မှုဆိုတာအခုချစ်တဲ့သူလို့ထင်လားတချို့လည်းမြို့သမီးငယ်လေးမြို့သားတွေကငါအချစ်မှုမဖြစ်ခဲ့လို့စိတ်မကောင်းနဲ့သူ့အချစ်ကတင်မဟုတ်သူလို့တခြားသူလည်းမဟုတ်ဘူးဘယ်သူလဲဆိုတော့ဖခင်ဘုရားသခင်ကတင့်ကိုရင်စားချစ်ခဲ့တာလေတင်အမိဝမ်းထဲမှာဘာမှမသိခင်လေးကတင့်ကိုချစ်တော်မူတော့ဖခင်ဖြစ်တယ်ဟာလေလုယာအာမင်ဒီလာတဲ့အခါမှာမိဘတွေကချစ်တာအဲ့ဒါဒုတိယအခြေဦးပထမအခြေဦးမဟုတ်ဒုတိယအခြေကမိဘတွေအဲ့တော့မိဘမရှိတဲ့သူတွေမိဘချစ်ချင်းမခံရတဲ့သူတွေမှာအခြေဦးမရှိလားမဟုတ်တင့်မှာအခြေဦးရှိရဲ့အဲ့ဒါဖခင်တဲ့
ဟာလေလုယာဟိုတဲ့ကိုအမိဝမ်းနဲ့ကပဲတဲ့ကိုချစ်တော်မူသောဘုရားဖြစ်ပါတယ်ဟာလေလုယာကျွန်တော်ဆိုမယုံကြည်သူရဲ့ဘက်ထဲမှာမယုံကြည်သူအတိုင်းဝိုင်းထဲမှာရှိတယ်လို့ပါဒါပေမဲ့ဘုရားသခင်ကကျွန်မရဲ့အခြေအနေဖြစ်တယ်ဟာလေလုယာဒီနာလို့နှုတ်ဆက်ပါအောင်အခြေကိုတွေ့ပြီလားလို့ရှာချာရပါစေတော့အချုပ်ကလေးကိုထိုက်ချုပ်မယ်ဆိုလို့ရှိရင်ချုပ်ပြီးချုပ်ပါတော့ဒီနေ့ကတော့စေချင်တယ်ဒီအထက်မှာဘာလို့စိတ်ပြိုးရမှာလဲဆိုဘုရားရဲ့မြင့်တာဖြစ်တယ်ပြီးခဲ့တဲ့အပိုင်းတော့ကျွန်တော်တို့ဝင်လာတဲ့ညီရပါလေဒီအခါကမြေဖြစ်တယ်စိတ်တရားကိုပောက်တာဖြစ်တယ်ဘုရားသခင်မြင့်တာကိုသင်ဆိုင်ပြိုးမယ်ဆိုရင်ဘုရားသခင်မြင့်တာတဲ့သင်တရားတွေပြန်လဲပေါက်သွားလာတဲ့အခါမှာသင်တယောက်တည်းမဟုတ်တော့သင်ရဲ့မိသားစုအနီနာပတ်ဝန်းကျင်ကိုပါအဲ့ဒီမြစ်တာတွေကစီးကြောနေမှာဖြစ်တယ်ဟာလေလုယာဘယ်ဝတ်တစ်ခွက်ထဲမှာအဲ့ဝတ်တစ်ခွက်ထဲမှာအဲ့ဒီဘူးရှိတယ်ဒီမှာဆိုရေဘူးကမြင်ရလားရေပြည့်လားမပြည့်တဲ့တော့ဘယ်လိုစီးထွက်နိုင်လားမနိုင်ဘူးဒီမှာရေအပြည့်ပြည့်ပြီးတော့နော်ရှန်ထွက်တဲ့အခါမှာဘေးမှာပဲဖြစ်သွားဒီရေကစီးထွက်သွားတယ်လို့ပဲတဲ့ရဲ့အထဲမှာဘုရားသခင်ရဲ့မြစ်တာနဲ့ဒီမှာစိုက်ပြိုးပြီးတော့မှပြည့်ရှံတဲ့အခါမှာတင်တယောက်တည်းပဲပြည့်ရှံရုံနဲ့မကောက်တစ်ထဲကနေဘေးကနေတင်ဘေးကစီးထွက်လာတဲ့အခါမှာလူတွေပဲများစွာကယေရှုခရစ်တော်ကိုမြင်အောင်လာလိမ့်မယ်အထူးတည်းမြစ်တာပြစေအောင်အဲ့ဒီမြစ်တာတဲ့ထဲမှာရှိဖို့တော့ဘုရားသခင်အလိုရှိတာဖြစ်တယ်ဟာလေလုယာအဲ့ဒီမြစ်တာကလည်းတဲ့ဟာနဲ့လုံးလို့မရဘူးဘယ်သူမှစားလဲဆိုတန်ရှင်တော်ဝိညာဉ်တော်ဘုရားထံမှာဒီမဆာကိုအကူအညီအောင်ရမှာဖြစ်တယ်အဲ့ဒီတော့နမိတ်လက္ခဏာကြီးတာဘာမှမရှိဘူးမယုံဘူးဆိုရင်ဒီအချက်တော့အသက်တွေသွားတဲ့လူတွေကြုံဘူးလားဟမ်အဲ့ဒါယူကြောင်နဲ့ရှောက်လို့လားဒီလားဒီကောင်မလို့မရရင်တော့အသက်တွေမဲ့ဘာညာပြုသွားနဲ့ဒါပေမဲ့အဲ့ဒီမိတ်ကလေးရဲ့အိမ်အောင်ကြတော့တသက်လုံးထာဝရဒီနည်းကလည်းရှင်းလာမိမယ်မချစ်ဘူးဒါပေမဲ့ဘုရားသခင်ကတော့လေဒီကိုဒီနေ့ဒီတိုင်းလည်းနည်းခံပြီးချစ်နေတယ်နော်ဒီကိုစိတ်ပြတ်သွားတယ်ဆိုတော့မရှိဘူးတဲ့ကျွန်တော်တို့စလီးမောင်းနေတာစိတ်ပြတ်တယ်ခါလို့လေဟုတ်တယ်မလားစိတ်ပြတ်တာကွာရှင်းမှုကလည်းခဏခဏဖြစ်တယ်ဟုတ်တယ်ဘယ်နောက်လဲမမေးနောက်လဲဒါလည်းစိတ်နေတာပဲဟုတ်တယ်မလားဒါပေမဲ့ဘုရားသခင်မြင့်တာရတဲ့အခါမှာတော့ကျွန်တော်တို့ဒီလိုမသွားတော့အပေါ်နဲ့သွားရတယ်။ပေါ်နဲ့သွားရတယ်။ကျွန်တော်တို့လည်းတိုက်ခတ်မှုတွေစိတ်ပေါ်မှုတွေရိုက်ကြတာပဲ။ဒါပေမဲ့ဒီတော့ဘယ်လိုဟောနေတယ်ဆိုတာကကျွန်တော်တောင်းယူနိုင်လို့ဟောတာဖြစ်တယ်။အာမင်။ဆန္ဒကိုအခုကျွန်တော်ရမ်းချစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားရဲ့နေ့တာကျွန်တော်ရဲ့စီးထွက်နေလို့ဖြစ်ပါတယ်။ကျွန်တော်ရဲ့အနေနဲ့တော့ရှင်းနိုင်ပါဘူး။ဒါကြောင့်ဘုရားသခင်ကတင့်ကိုစိတ်မပြတ်ဘူး။အဲ့ဒါဒီတစ်ချင်းလေးရတယ်ကိုရောကျွန်တော်ကိုသိချင်တာပဲနော်ဇာတိချွဲတာနော်ကိုနော်မမအဲ့တော့လည်းဘုရားသခင်ကကျွဲကိုရှင်းတာဘုရားသခင်ကိုကျွဲတဲ့အခါမှာလေဘုရားသခင်အရင်ပြောတယ်နော်ဟုတ်တယ်မဟုတ်လားလူကလေကိုလာပြီးတော့ချင်းစကားတဲ့စကားလေးတွေပြောတဲ့အခါမှာကိုယ့်ရဲ့ပြောရွှေခြင်းလက်အမျိုးပါလဲသူအဲ့ဒါခေါ်တယ်ပါလက်တယ်အဲ့ဒါထွက်တယ်ပြောတယ်ပါလဲဘာလက်တော့လဲအဲ့အခုပြောရပါလဲဟိုတောက်ရတယ်ကွယ်အခုဆိုတက်ကြည့်လူတောက်ရတယ်လေဆရာတရှူကောလိပ်ကျ ဟုတ်တယ်ထွက်တယ်ကောလိပ်အဲ့မှာထွက်တဲ့ခါမှာလေထွက်လာအောင်လို့ကောလိပ်များအောင်လို့လူတွေကစေးတောက်ရတယ်ရိုးပြုတ်ပြေတွေပါနေရတယ်လေနော်တကယ်တော့အဲ့ဒီ college ဆိုချင်းစီရတဲ့တော်တဲ့ရာချင်းစီရရိုးရရှင်လန်းစီရဘုရားသခင်ချစ်ချင်းမြင်အဲ့တော့ဒီကိုဘုရားသခင်တင်တော်မှပဲဒါကျွဲလို့ရှိရင်တဲ့အဲ့ college ထွက်တယ်ဆိုရင်ဘုရားသခင်ကိုလည်းထောက်လို့ကျွဲနေရအောင်ဟာလေလုယာအာမင်အဲ့တော့ယေရှုပြုရဲ့ဘုရားကိုချက်တော့ကျွဲနေရအောင်ဘောတော့ကျွန်တော်တို့တဲ့ချစ်တာပဲတခါမှစိတ်မပြတ်ဘူးဒါကမှဖတ်နေတဲ့စိတ်မပြတ်